အားလုံးကျမ်းမာနေကောင်းကြစေဖို့မဆဆအစဉ်ပြေကြစေဖို့မေတ္တာနဲ့ဆန္ဒပြုပါတယ်မျှော်လင့်ပါတယ်ဆိုတော့ဒီလဇန်နဝါရီလဇန်နဝါရီလကစပြီးတော့တက္ကစီကလျှောက်ထားတဲ့အခါမှာလည်းဒီလစတယ်ဗောလေဆရာတော်စတဲ့အတွက်ကြောင့်ဆရာတော်အဆုံးသတ်ပေးပါအဲ့လိုပါတယ်ဆိုတော့ဇန်နဝါရီလဟာဇန်နဝါရီလအစဆိုတော့ဒါ2026ရဲ့အစဗောလေဆိုတော့ဒီမှာတရားဓမ္မဟောခဲ့ကြနာခဲ့ကြတယ်အဲ့ဒီတုန်းကဟောခဲ့တဲ့တရားဟာအဲ့ဒီတပတ်စာအတွက်မဟုတ်ပဲတစ်နှစ်စာအတွက်လို့ပြောခဲ့တယ်တရားနာမယ်မှတ်မိရလားဘာလဲတော့ဘယ်သူမှတ်မိတော့အဲ့တော့တရားနာမယ်ပါတယ်ဟင်တရားနာမယ်မမှတ်မိရင်တော့ဒီနေ့မဟောတော့တဲ့တစ်လုံးလောက်ပဲပါတယ် it is ဘာလဲ positive negative aspect of ဘာလဲ it is okay ဆိုပြီးနိုင်ထက်စီးနှင်းလိုခြင်းကိုဆုံးမခြင်းဆိုပြီးတော့သူများတွေပေါ်မှာပြောတဲ့ it is okay ဆိုပြီးတော့ခံစားရတဲ့စိတ်ခံစားချက်ကိုဆုံးမတာဘာမှမဖြစ်ဘူးဒီလိုပြောပလိုက်လို့ဘာမှမဖြစ်ဘူးသူတစ်ပါးကိုအဆက်ခွေးပလိုက်လို့ဘာမှမဖြစ်ဘူးလူတစ်ဖက်သားကိုငောင်ငန်းပလိုက်တာငါပြောနိုင်တယ်ငါလုပ်နိုင်တယ်ငါ boss ပဲငါကဒီရဲ့လူကြီးပဲဆိုပြီးတော့ဒီလိုမျိုးစေတနာရွေချက်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေဒီလိုမျိုးပြောတဲ့လေ့ကျင့်တွေကများလာတော့ဆိုအဲ့ဒီမကောင်းတဲ့နှုတ်အမူအရာပေါ့အဓိကအပြင်ကတော့နော်စိတ်အမူအရာနှုတ်အမူအရာကိုယ်အမူအရာအဲ့လိုမျိုးတွေပြုမှုပြောဆိုမှုတွေတွန်းဒီကြံစီတွေးတော်မှုတွေကိုဆုံးမခြင်းဆိုပြီးတော့လွန်ခဲ့တဲ့ဘက်ကနားခဲ့ကြဆိုတော့ဒီတပတ်တော့စဉ်းစားကြည့်တော့ပါလျှောက်ထားလာတဲ့အခါမှာဘာတွေ့လဲဆိုတော့ဒီခေါင်းစဉ်တစ်ခုပေးတယ်အကောင်းစဉ်လဲဆိုရင်အားလုံးခုနကကြော်ညာတော့တဲ့အတိုင်းပါလဲဆိုလို့ရှိရင်ဇရာနဲ့ဒါပဲခေါင်းစဉ်နော်ဇရာနဲ့အတူရှင်တွေးနေထိုင်ခြင်း are you aging well တဲ့ are you aging well မေးခွန်းကိုလေသူအပေါ်ဟာနဲ့တော့မေးခွန်းနဲ့ထပ်တူတော့မကြဘူးရေဒါမဲ့လို့သူ့သဘောနဲ့သူပြောချင်တဲ့ဟာကအဲ့ဒါပဲကောင်းမွန်မွန်အိုမင်းနေရဲ့လားအဲ့လိုပြောရမယ်အိုမင်းချင်းရှိရဲ့လားတနည်းအားဖြင့်တက်တက်တာဖြစ်ရဲ့လားဆရာတော်ကဒီလိုမေးတဲ့အခါတချို့ဟာတပည့်တော်တို့ကမအိုသေးဘူးတပည့်တော်တို့နဲ့မဆိုင်ဘူးပေါ့လေနော်ဒီမေးခွန်းကမဆိုင်ဘူးလို့ထင်တယ်မယ်ဆိုင်ပါတယ်နော်သိဆိုင်တာပေါ့တချို့ကဒီလိုကြိုတင်ပြင်ဆင်ဖို့တော်တော်စောပါသေးတယ်ပေါ့စောပါသေးတယ်အဲ့လိုထင်ကောင်းထင်မယ်ဒါပေမဲ့ဒီနေ့ကတော့မစောဘူးမတန်သက်ဆိုင်တယ်ဆိုတဲ့အကြောင်းကိုဆွေးနွေးကြအောင်ပြီးတော့ဘယ်လိုမျိုးသူ့မှာဘာရှင်းရှိမှာပေါ့အမှန်ဒီခေါင်းစဉ်ကဘယ်ကလာလဲဆိုလို့ရှိရင်ဒီ New York Times Magazine မှာပါတယ်လွန်ခဲ့တဲ့3ရက်လောက်က26ရက်လောက်က New York Times Magazine မှာပါတဲ့ဆောင်းပါးတစ်ခုပေါ့အဲ့ဒီခေါင်းစဉ် Are you aging well ဆိုပြီးတော့အဲ့ဒါသတိထားမိတယ်နော်ဆိုတော့အဲ့ဒီ sorry
ရကျင်လို့နော် New York Times ဒါ New York Times Magazine ပဲနော်အလကားတော့မရဘူးဗောလေ तू က तू ကလာစဉ်အပတ်စဉ်အဲ့လိုမျိုးဟိုအဲထိုက်တဲ့ဝတ္ထုငွေပေးရတာပေါ့နော်ဒီကဘာကျော်တဲ့ဒီအကြောင်းအရာတွေကိုနည်းနည်းလေးတီမီခေါင်မီချိချင်တော့ဆရာတော်ကလည်းအဲ့မှာအပတ်စဉ်အများကြီးမဟုတ်ပေမဲ့လို့နည်းနည်းပါးပါးလေးသူတို့ကိုထိုက်တဲ့ဟာအခငွေကြေးလို့ဆိုပါစို့အဲ့လိုမျိုးစာပေရှစ်စကားနဲ့ပြောဘန္နာစာပေးပြီးတော့ဖတ်တယ်စောင့်ဖတ်တယ်ပေါ့ဒီပါဆိုတော့ဒီ New York Times လို့ဆိုတာအားလုံးသိတဲ့အတိုင်းဒီသူတို့ကမဂ္ဂဇင်းတစ်စောင်ဆိုတာအထက်အများကြီးပို့တယ်တစ်ကမ္ဘာလုံးနဲ့သက်ဆိုင်တယ်သူတို့မှပါတဲ့အကြောင်းအရာတွေဟာနော်အဲစောင့်ဖတ်ကြည့်ရင်လည်းလို့စိတ်ဝင်စားတော့သူတို့ဆိုလိုတာကတော့ဒီနောက်ဘက်အနောက်တိုင်းလူအဖွဲ့အစည်းမှာဘယ်လိုအိုမင်းရင်းရော်မှုကိုတန်ဖိုးထားတယ်လဲသူတို့ကဘယ်လိုသဘောရှိတယ်လဲဆိုအဲ့ဒီခေါင်းစဉ်မှာ Are you aging well ဆိုတဲ့ try this simple text to find out ဆိုတော့သူတို့မှာလမ်းညွှန်ချက်တွေပေးထားတယ်အဓိကအဲ့ဒီအချက်တွေကိုအထူးသဖြင့်ကတော့အဓိကအချက်တွေကတော့ပါတယ်လဲဆိုရင်ဒီ physical well-being ကိုအဓိကထားပါတယ်လမ်းလျှောက်မယ်အားကစားလုပ်မယ်နော်အဲ့မှာအဲ့တော့ဒီမှာပါတဲ့အတိုင်း they can grant you your future but ဒီဟိုအာမခံတော့မရှိဘူးဒါမှတစုံတရာထောက်ပံ့ပေးတယ်ဆိုတဲ့သဘောနော်အဲ့တော့ဒီဟာကိုအခြေခံပြီးတော့စဉ်းစားမိတယ်ပေါ့ဒီမှာသူတို့မှာ tip လေးတွေပေးထားတယ်ဒီမှာနောက်မှာလည်းအဲ့ဒါနဲ့ပတ်သက်ပြီးတော့လမ်းညွှန်ချက်တွေရှိတယ်ဒီလိုမျိုးတွေနော် Are you aging gracefully ဒီလိုမျိုးပေါ့ grow old gracefully ဆိုတာဒါသူတို့မှာတန်ဖိုးထားတဲ့ဟာတစ်ခုရှိတယ်ပေါ့ဒီလိုလှလှပပဒီမှာအိုမင်းနေရလားနော်တချို့ကအဲ့လိုမျိုးတွေရှိတယ်ဆိုလိုတာကဘာဖြစ်လို့ဒီ magazine အကြောင်းပြောပြီးဆိုပြောရဲဆိုလို့ရှိရင်ဒါကအထူးသဖြင့်နောက်တိုင်းကလူတွေရဲ့သဘောထားဘယ်လိုမျိုးအိုမင်းရိမ့်ရော်ခြင်းကမွန်မြတ်တယ်လဲပေါ့ပိုကောင်းတယ်လဲပေါ့ခုနကပြောသလိုကြမ်းကြမ်းမာတဲ့အစားအသောက်တွေစားနေရတယ်လမ်းတွေကောင်းကောင်းခြောက်နေရတယ်တန့်စင်တဲ့လက်ဆက်တဲ့လေထုတွေကိုရှူရှိုက်ပြီးတော့နေစဉ်လို့နော်ဒါဒီလိုမျိုးဟာသူတို့မှာကောင်းမှမှအိုမင်းရင်းရော်နေတယ်ဆိုတော့တပေါ်ပေါ့လေဆိုတော့ကဒီဘက်ကိုပြန်လေ့ကြည့်ရင်ဟိုဗုဒ္ဓဘာသာ Boris Barshin ကဘာဖြစ်မလဲဒီအိုမင်းရင်းရော်ခြင်းဆိုတဲ့သဘောဟာဗုဒ္ဓဘာသာရှုထောင့်ကရောဘယ်လိုရှိမလဲလူတိုင်းနဲ့ဒါခုနပြောသလိုတပည့်တော်တို့နဲ့မဆိုင်သေးဘူးလို့ထင်မယ်စကလေးကဗုဒ္ဓဘာသာသဘောအရဆိုလူကမွေးကလေးကကိုအိုမင်းခြင်းဆိုတဲ့ဟာနဲ့ဆိုမွေးကလေးကဖြစ်တာနော်ဇရတာလို့ခေါ်တယ်အဲ့ဒီယုတ်ကဇရတာဆိုတာဒီ aging ဖြစ်တာ decaying ဖြစ်တာအဲ့ဇရတာယုတ်လို့ခေါ်တယ်ဇရတာရဲ့တန်တတိရဲ့လို့ခေါ်တယ်ဒီနှစ်ခုပေါင်းရင်အိုမင်းရင်းရော်တဲ့တန်တတိဆိုတာစီးနေတာတန်တတိဆိုတဲ့သဘောကရေမြေချောင်းတွေအင်းအိုင်တွေမှာရေစီးတယ်လို့မျိုးအဲ့ဒီအိုမင်းရင်းရော်ခြင်းမွေးကလေးကတခါတည်းတနေရာကိုတွန်းပို့ပြီးတော့တော်နေတာအဲ့ဒီဇရတာဆိုတဲ့ decay တဲ့ဘောကဆိုတော့လူဟာအိုမင်းချင်းဆိုတဲ့ဇရတာယုတ်နဲ့အမြင်နဲ့သက်ဆိုင်နေတယ်နော်အမြင်နဲ့သက်ဆိုင်နေတယ်ဆိုတော့အားလုံးတချို့စစ်ပညာတခါပြောဘူးတယ်စစ်ပညာ background ရှိတဲ့လူတွေပါတယ်ဒီထဲမှာဆရာဝန်တွေပါမယ် nurse တွေကျွမ်းကျင်တဲ့လူတွေပါမယ်ဆိုတော့အသိတဲ့အတိုင်းအိမ်မှာစစ်ပညာမှာပါလဲ inflammation ဆိုတာတခုရှိတယ်မဟုတ်ဘူးလား inflammation ဆိုတာတားရိုက်ပြောရင်ရောင်ရမ်းခြင်းသဘောပေါ့ရောင်ရမ်းတယ်ဆိုတာရောင်ကိုင်းတယ်လက်ကိုထိလိုက်ရင်တခုခုအဲ့လိုမျိုးဒုံနဲ့ရိုက်တာပဲဖြစ်ဖြစ်အဲ့ဒီသဘောအမှန်အဲ့ဒါက direct တကယ်ကို literal meaning ပေါ့ literal meaning ဆိုတာဒါနဲ့ပေါ့လေဒါမဲ့လို့
အားလုံးကိုခြုံငုံပြောရင်သူအဲ့ဒီ inflammation ဆိုတာဇရတာကိုပြောတာပဲအဲ့ဒီအစာစားလိုက်ရင်လည်းသူ့အစာနဲ့သက်ဆိုင်တဲ့ဟာယောင်ခန္ဓာကိုယ်ယောင်ကိုင်းလာတာဒါဇရတာအိုမင်းရင်ရောခြင်းပဲဒါကြောင့်စိတ်ပညာအရမသေးခြင်းတရားကိုရှာလို့ရတဲ့နေ့တစ်နေ့ရှိတယ်လို့ဆိုတယ်မဟုတ်ဘူးလား immortality ဘာလဲဆိုလို့ရှိရင်အဲ့ဒီခုနပြောတဲ့ inflammation ရောင်ရမ်းခြင်းကိုတားဆီးနိုင်ရင်လူဟာမသေးတော့ဘူးတဲ့မသေးတော့ဘူးဆိုတော့မအိုတော့ဘူးပေါ့အိုမင်းခြင်းမရှိတော့ဘူးပေါ့စိတ်ပညာနဲ့အဲ့ဒါသုတေသနလုပ်ကြတယ်နော်အဲ့တော့မသေးနိုင်တဲ့ဒီဟိုတခြားရူပဗေဒနည်းတစ်ခုကတော့လူတွေဟာအလင်းထက်ရှေ့ကိုအမြန်သွားနိုင်ရင်မသေးတော့ဘူးတဲ့အရှင်ကိုကြော်ပလိုက်တယ်ပေါ့ဒါရူပဗေဒသဘောအရဒီမှာစိတ်ပညာသဘောအရဆိုရင်အဲ့ဒီရောင်ရမ်းခြင်းကိုကြော်ရင်မသေးတော့ဘူးမသေးခြင်းအဲ့လိုလုပ်ကြပေါ့အခုရှာနေကြတယ်ပေါ့လေနော်ရှာနေကြတယ်အခုကသိပ္ပံပညာကဟိုနိဗ္ဗာန်ကိုတော့မှဘယ်လိုနိဗ္ဗာန်ကိုတော့သီလသမာဓိပညာနဲ့မဟုတ်ပဲနိဗ္ဗာန်အကူအညီနဲ့ရောက်အောင်ကြိုးစားမယ်ဆိုပဲဆိုတော့ကြားဖို့မယ်တချို့အဲ့ဒါကို transhumanism လို့လူသားလွန်ဒီဝါဒပေါ့ဆိုလိုတာကဒီလူသားဆိုတဲ့ပဂရိလောကီလူသားအဖြစ်ကိုကျော်လွန်ပလိုက်တယ်ဒါလောကုတ္တရာလို့ခေါ်တယ်ပေါ့ transcendent ဖြစ်သွားတယ်နိဗ္ဗာန်အကူအညီနဲ့လုပ်မယ်ဥပမာဆိုပါစို့လောကီလူသားဘဝကမက်ဖို့ရပြီဆိုလို့ရှိရင်နော်ဟိုလောကုတ္တရာနေပေရောက်ပြီလို့ခေါ်တယ်လောကီတာမန်မဟုတ်တော့ဘူးအရိယာဖြစ်ပြီပေါ့အဲ့ဒါဘာလို့လဲဆာယာကိလေသာတွေကိုပေတရမယ်သီလသမာဓိပညာလိုတယ်အထူးသဖြင့်မက်ပညာလိုတယ်ဒါမှရောက်တယ်အခုကတော့အဲ့လိုမဟုတ်ပဲနော်ဘာမှသီလသမာဓိတွေမလိုဘူးနေပညာတစ်ခုခုအကူအညီနဲ့အဲ့ဒီအဆင့်ကိုရောက်အောင်လုပ်ပြီးတော့စူးစမ်းတာကိုအခုကပါလဲ post humanism လို့သုံးတယ်ဒီလိုမျိုးလေ့လာမှုတွေရှိတယ်ပေါ့နော်ရှိတယ်ဆိုတော့ဒါထားပါတော့ခုနကပြောတဲ့ဥမင်းရင်ယူခြင်းကိုတားဆီးနိုင်တဲ့နေရှိတယ်လို့အစစ်ပညာကပြောတယ်ဒါမဲ့ဒါကမဖြစ်နိုင်ဘူးမူရရှိတယ်ပေါ့လက်တွေ့မှာတော့မဖြစ်နိုင်ဘူးပေါ့နော်ဒါစီကိုမဖြစ်နိုင်ဆိုတော့ကိုနဲ့မဆိုင်ဘူးလို့မထင်နဲ့လို့ဆိုလိုတာမွေကလေးကနော်ဒီမှာကြပြလေးတော့ပေါ့ဟိုးလွန်ခဲ့တဲ့နှစ်တော်တော်ကြာကလေးကဒီစာအုပ်ကလေးဟာအနားမှာရှိတယ်ဒီကြပြလေးတော်တော်သဘောကျတယ်နော်သဘောကျတယ်အမေတန်းလဲဖက်ဖြစ်တယ်ဒီဆရာတော်တစ်ပါးရေးတဲ့ရတနာစာရ by Venerable K ရတနာစာရဆိုတဲ့ဆရာတော်စာအုပ်တော်တော်ဟောင်းနေပါပြီဆရာတော်နားမှာရှိတာစေစုနှစ်တစ်ခုလောက်ရှိပြီဒါပေမဲ့တော်တော်နှစ်ချက်ရှိတယ်သူရေးထားတဲ့ပုံစံလေးကိုဒီမှာဆရာဖတ်ပြမယ်နော်ဟောနည်းနည်းကြည့်လို့မရတော့ဘူးလားရလောက်တယ်မြင်ရမယ်ထင်တယ်အင်္ဂလိပ်လိုဆိုတော့ဆရာတော်ဖတ်ပြသူအတိတ်တွေကိုပိုင်ပြတာဘာလဲဆို time ခေါင်းစဉ်ကဘာလဲဆိုရင် are you ready for old age တဲ့နော်ခေါင်းစဉ်က are you ready for old age တဲ့ old age ဆိုတာဒါဇရာဘဝပေါ့အဲ့ဒီအိုမင်းရင်းရော်မှုအတွက်အစင်းသင်းဖြစ်ပြီလားလို့ပြောတာပဲစင်းသင်းဖြစ်ပြီလားမေးတာပေါ့ဒီလူတွေကိုမေးပြီဆိုရင်ဘယ်နှယောက်ပြန်ဖြစ်မလဲကဲအစင်းသင်းဖြစ်ပြီလားဒီမှာကတော့အစင်းသင်းလုပ်ဖို့ကမပြောနဲ့အိုဟာအိုမက်မသိလိုက်ဘူးလုံရင်ကိုင်ရင်နဲ့တိုက်ပြီးကဆင်းရတာနော်စားကြရမပြည့်စုံကြဘူးဆိုတော့နားသင်းတဲ့အချိန်ကြီးလို့မရှိတော့ဘူးတသက်လုံးနေကြရတော့တာနော်မြန်မာယဉ်ကျေးမှုမှာကောင်းတာတစ်ခုကတာသမီတွေမွေးထားရင်တပေတပန်းတွေမိဘတွေဆရာတွေဆိုတဲ့ဟာကိုနန္ဒောနန္ဒ၅ပါးမှာထိပ်ပြီးတော့ယုံသေးစောကြောကြတယ်လုံကျွေးပြုစုကြတယ်ဒီယဉ်ကျေးမှုကတော့ရှိတယ်တချို့နိုင်ငံတွေမှာအဲ့လိုမျိုးယဉ်ကျေးမှုမရှိတဲ့အတွက်ကြောင့်အစိုးရကစောင့်ရှောက်ပေးရတယ်လူအိုယုံတယ်ဆိုတဲ့ဟာကနော်တော့ဗင်မဲကြီးရင်စားဖို့တော့ဖို့နေဖို့ထိုင်ဖို့ပြီးပြည့်စုံပဲမဲ့လူတွေရဲ့နှလုံးသားအတွက်မြေတွေမြစ်တင်တဲ့အတူနေခြင်းနဲ့နော်စိတ်ရှိမှာပေါ့အဲ့လိုမနေရပါပဲအထီးကျန်ဆိုအဲ့လိုတာမန်ကတော့ကြည်လိုက်ရင်ပြီးပြည့်စုံတယ်လို့ထင်ရမယ်အထီးကျန်ဆိုအဲ့လိုဖြတ်သန်းနေကြရတဲ့လူအိုယုံတွေအများကြီးရှိတယ်လို့ဆိုရတာစာတွေပါတယ်ဖက်ကြည့်ရင်သိပါတယ်
နိုင်ငံခြားတိုးတက်တဲ့တိုက်ပြည်တွေမှာလည်းဒီတိုင်းဆိုတော့ဒီမှာတော့လို့ရှိရင်ဒီမှာလည်းမပြည့်စုံတဲ့မိဘတွေနော်ဆရာသမားတွေအဲ့လိုမျိုးတွေစင်စင်ရေးနဲ့ဘဝကိုဒီအိုမင်းရင်းရော်ခြင်းဆိုတဲ့ဇရာကာလတစ်ခုကိုဖြတ်သန်းနေကြရတာတွေရှိပါတယ်ဆိုတော့အခုကတော့ဘယ်လိုမျိုးလှုပ်တင်တယ်လဲဆိုတဲ့အချက်ပေါ့နော်လူတိုင်းနဲ့သက်ဆိုင်တဲ့အရာဒီနေ့တော့လာကြမှာအဲ့ဘာလဲဆိုရင် time is passing things are changing from the smallest cell of your body to the biggest star in the universe nothing is permanent နော်ကြပြားလေးကြပြားပုံစံလေးဆိုတော့ကြပြားပုံစံလေးလိုပဲအရှင်ကာလဟာဒါမဲမနာဖြတ်တန်းစည်းစိမ်နေတယ်အရာဝတ္ထုတွေဟာအဲ့လိုနော်အတားစီမရှိတာပြောင်းလဲနေတယ်ပြောင်းလဲနေတယ်ဘယ်ကလဲဆိုရင်ခန္ဓာကိုယ်ရဲ့အသေးမွှားဆုံးဆေးကအစစัจ java လာရဲ့အကြီးမားဆုံးဂျိုကြီးတွေအဆုံးဘာတစ်ခုမှမြင်းမြန်တာမရှိပါဘူးတဲ့နော်သူရေးထားတဲ့ဟာနော်ဘာတစ်ခုမှမြင်းမြန်တာမရှိဘူးတဲ့ the flower blooms and fade away နော်ပန်းတွေဟာပွင့်လာကြပြီးတော့ကျွေလွင့်တော့ကြတယ် tiny plant grew to the huge tree and die living beings raise and pass away ဆိုတော့တစ်ပင်အကြီးကြီးတွေဟာဒါတည်ဆုံးတော့ကြတယ်တရားဝါတွေဟာဖြစ်ပေါ်လိုက်နော်ပျောက်ကွယ်လိုက်ဒီလိုမျိုးပါ life is a flux of energy constant energy of constant change flux ဆိုတာစုပုံ flux ဆိုတာကတော့စုပြုံပြီးတော့ကြာရောက်နေတဲ့ဒီဘယ်လိုပြောမလဲစုရဲ့တစ်ခုလိုမျိုးဖြစ်နေတယ်လို့ဆိုလိုတာဟိုဘဝဆိုတဲ့ဟာကဒီအမြဲတမ်းပြောင်းလဲနေတဲ့ energy ပေါ့စွန့်အင်တစ်ခုရဲ့စုပုံကြာရောက်နေတယ်လို့မျိုးဘာမှမတည်မြဲဘူးပေါ့ဆုတ်ကိုက်လို့မရအောင်အမြဲတမ်းပြောင်းလဲနေတယ်လို့ဆိုတာနော်နောက်တစ်ခုက the moment you're born is the moment you start getting old အဲ့ဒါပြောတယ်မွေးပေါ်လိုက်ပြီဆိုကြတဲ့ကစတင်ပြီးတော့အိုမင်းရင်းရောရင်းစီကိုဥတည်နေပါပြီလို့ပြောတယ်စတင်ပြီးတော့အိုမင်းနေပါပြီလို့ဆိုတယ်ဆိုတော့ငေတုံးလို့ထင်တာဒါမဲ့ဗုဒ္ဓဝါဒသဘောအရလဲဒီတိုင်းပဲခုနပြောတဲ့ဇရတာယုတ်ပါတဲ့အတွက်ကြောင့်အိုမင်းရင်းရောခြင်းကတားမရနော်အိုမင်းနေတယ်တဲ့ဒါ aging ဖြစ်နေတယ်ပေါ့လေစ birth is death or nothing but changing birth and death are nothing but changing နော်တော့မွေးပေါ်ခြင်းနဲ့သေဆုံးခြင်းဆိုတဲ့ဟာတကယ်တမ်းဘာမှမဟုတ်ပါဘူးဘာလဲဆိုလို့ရှိရင်ဒါအနိစ္စပဲဝိပရိနာမလို့ခေါ်တယ်နော်ဝိပရိနာမဆိုမတည်နေခြင်းအမြဲတမ်းပြောင်းလဲနေခြင်းဆုတ်ကိုင်လို့မရခြင်းသဘောရှိတယ်အဲ့လိုသဘောရှိတယ်အဲ့တော့ခုတစ်ဘက်ကပြောခဲ့တယ်လောကမှာအမြင်နှမျိုးရှိတယ်ဆိုတာလောကကိုအမြင်နှမျိုးနဲ့ရှုထောင့်နှမျိုးနဲ့ကြည့်ကြတယ်ဘာလဲဆိုရင် dimensions of the breadth dimensions of the depth ဆိုတာ dimensions of breadth ဆိုတာ breadth ဆိုတာအသက်ရှူရှိုက်နေတယ်အသက်ရှင်နေတယ်နော်နောက် dimensions of the depth ဆိုတာ depth ဆိုတာတည်ဆုံးတော့တဲ့ဟာဆိုတော့ဒီနှစ်ခုပဲဒီနှစ်ခုပဲဦးမင်းချင်းရဲ့တည်ဆုံးခြင်းရဲ့နော်အဲ့တော့ရှေ့ကပြောပြီဆိုရင်ဦးမင်းချင်းဒီမွေးဖွားခြင်းနဲ့တည်ဆုံးခြင်းကြားထဲမှာတပတ်လေးလူးလွန်းလိုက်တာပဲဘောကအမတန်တူတောင်းတယ်လို့ပြောလို့ရတယ်နေမမီအမတန်တူတောင်းတယ်နော်ဒါမဲ့ဒီလူဘဝတစ်ခုနဲ့ကြည့်တဲ့အခါရှေ့လေရထင်မယ်စัจ java လာကြီးတွေတန်တရာကြီးတွေနဲ့တန်တရာနဲ့တိုက်ဆလုပ်ပြီးတော့နှိုင်းရှင်လေ့လာကြည့်တဲ့အခါအမတန်တူတောင်းတယ်လို့ဆိုတယ်နော်ဘဝနေခြင်းနဲ့တည်ခြင်းပေါ့တော့ငယ်တော့ကစာရပါတွေဖတ်တဲ့အခါတချို့တွေ့ဦးမယ်အိမ်မှာအင်္ဂလိပ်လိုရေးထားတဲ့တစ်ခုရှိတယ်ဒီဘဝကိုတန်ဝေကဖြစ်ပွေရေးထားတယ်ဟာဘယ်သူရေးမှန်းတော့မမှတ်မိတော့ဘူးအဲ့ဒါဘာလဲဆိုလို့ရှိရင်သင်ကိုမွေးပွားတဲ့အခါအာသင်ငိုတယ်တဲ့ဘေးကဝိုင်းကြည့်နေတဲ့လူတွေကပြုံးနေကြတယ်
တင်နောက်ဆုံးရဲ့အချိန်မှာလူတွေကဝိုင်းငိုနေကြတယ်တဲ့အဲ့ဒီခါတင်ပြုံးနိုင်ပါစေတဲ့နော်တော်တော်ကြာပါပြီဘယ်သူရေးမှန်းတော့မသိတော့ဘူးအဲ့ဒီစာကဘုရားဘာသာဆရာကြီးရေးတာလားတကယ်လက်တွေ့ဘဝကအနောက်တိုင်းဆရာကြီးတွေရေးတာလားဆိုတာတော့မသိတော့ဘူးဒါပေမဲ့ဘုရားဝါဒရဲ့သဘောတရားနဲ့အမတန်မှကိုဆက်ဆက်တယ်မွေးဖွားတဲ့အခါငိုတယ်ငိုမှအဆင်ပြေတာပေါ့နော်မငိုတဲ့ကလေးဆိုရင်အဆင်မပြေဘူးအမေပိုင်တွေကထွက်လာတယ်ဆိုကလေးကအဲ့ကလေးကငိုရတယ်ငိုတာကိုပဲဝမ်းရည်နေကြတာလူတွေကပြုတ်နေကြတာငိုတန်ကြဆိုမှအမေအမေအဖေရောဆွေမျိုးတွေကပြုတ်နိုင်တာမငိုတဲ့ကလေးဆိုရင်မကြမ်းပါဘူးလို့ယူဆတယ်ထူးဆန်းတာကငိုလို့ကလေးတွေငိုနေတာကိုကြားလို့ဆွေမျိုးတွေအမေဖေတွေပျော်ကြတယ်ဆိုတာအဲ့ဒီတစ်ချိန်ပဲရှိပါတယ်ကျန်တဲ့ချိန်မပြောတော့မပြောကြတော့ဘူးထင်တယ်မပြောကြတော့ဘူးနော်အဲ့ဒီအချိန်တစ်ချိန်ပါပဲစာမွေပေါ်လာတယ်နော်နောက်ဆုံးအချိန်မှာတော့တခြားလူတွေငိုနေတဲ့အချိန်မှာကိုယ်ကိုပြုံးပြလိုက်ပါလို့ဆိုလိုတာအဲ့တော့နောက်ဆုံးမှာ Are you ready for old age? Do you think it's too early to get ready? ခုနကပြောတယ်ဇရာဘဝအတွက်အခြေအနေအတွက်အဆင်သင့်ဖြစ်ပြီလား Do you think it's too early? ဒါသိစောသေးတယ်လို့ထင်တာလားတဲ့ ready လို့ဖို့အဆင်သင့်ပြင်ဖို့အတွက်သိစောသေးတယ်လို့ထင်တာလားလူတိုင်းကအဲ့လိုထင်ပါပဲစောသေးတယ်ဟိုမအိုသေးဘူးသိကိုအိုတယ်လို့မထင်ဘူးရပါတယ်ထင်လို့ရပါတယ်နော်စိတ်ထဲမှာပဲထင်လို့ရတယ်တကယ်တမ်းကြတော့နော်ငယ်ကတော့အသက်အရွယ်20စေကျော်သက်အရွယ်မှာသက်30လူတွေ40လူတွေဆိုတော်တော်ကြီးနေပြီဖိုးကြီးတွေလို့ထင်တာမြင်တာနော်ကိုတို့ကအဲ့ဒီအချိန်တွေရောက်လာတော့ကိုကသိမကြည့်သေးဘူးလို့ထင်ပြန်ရောအဲ့လိုမျိုးတွေပေါ့သိမကြည့်သေးဘူးက40ဆိုတာ50ဆိုတာတိတ်မကြည့်သေးဘူးဆိုတော့ဒီဟာလေးကတော်တော်စိတ်ထဲမှာအမှတ်တရဖြစ်တယ်နော်အဲ့တော့ဟုတ်ပြီဆိုတော့ကဒီအိုမင်းရင်းလျော်လာတဲ့အသက်ကြီးပြင်းလာတဲ့အခါဒီအဲ့ဒါကိုတချို့ကအကောင်းမြင်တယ်လို့တချို့ကမကောင်းမြင်တယ်တာမန်ကြည့်ရင်တော့မကောင်းဘူးပဲနော်မကောင်းဘူးလို့ရေပုံရပြောတယ်ဒါပေမဲ့တချို့ကအဲ့ဒါကိုနောင်တမရဘူးအသက်အရွယ်ကြီးလာတော့အသိဉာဏ်တွေပြည့်စုံလာတယ်ဘဝအတွေ့အကြုံတွေများလာတာကိုပဲတချို့ကနော်ပို့ပြီးတော့ကျင့်တတ်တယ်လို့ဆိုတယ်ဘာဖြစ်လို့လဲအသိပညာတွေပို့ပြည့်စုံလာလို့ပဲဆိုတော့စကားရှိတယ်ဒီတာမန်လူလောကနေပေမှာလုံးတဲ့စကားစလုံးဘာလဲဆိုလို့ရှိရင်အိုမင်းချင်းကိုအန်တုရမယ်လို့ဆိုတဲ့ဟာနော်ဇရာကိုအန်တုခြင်းဆိုတဲ့ဟာအခုကတော့အဲ့ဒါနဲ့နည်းနည်းလေးဆန့်ကျင်မယ်အန်တုခြင်းဆိုတဲ့သဘောကိုတချို့ကသူ့လိုဘာသာပြန်မှာပေါ့နော်ဆိုလိုတာမအိုဘူးဆိုတဲ့သဘောလည်းရှိမှာပေါ့အန်တုခြင်းဆိုတာအိုလို့စိတ်တက်ကြမနေဘူးကိုယ့်အကိုအိုလို့မယူဆဘူးအိုမင်းရင်ရော်ခြင်းကိုလူမြင်အောင်မပြဘူးသပင်ဆူဖြူလာရင်ဆေးဆိုးမယ်နော်ပါရင်နားရည်တွေတွန့်လာရင်အဲ့ဒါကိုသွားပြီးတော့ဆွေးမယ်နော်ဘာခေါ်လဲမျက်နှာမှာအဲ့လိုမျိုးတွေနော်တောက်ပျော်ပျော်ကြီးတွေလင်းကြတယ်မဟုတ်ဘူးလားဆိုလိုတာကလူကိုမမြင်စေချင်ဘူးအေးတွန်းလေးတွေတွန့်ပြီဆိုလို့ရှိရင်အဲ့ဒါကိုဖုံးမယ်ဖိမယ်ပေါ့နော်ဒီလိုလုပ်ကြတာအဲ့ဒါမျိုးကိုပဲအန်တုတယ်လို့တချို့ကအဲ့လိုမျိုးဘာသာပြန်ကြမှာပေါ့အဲ့တော့အန်တုတယ်ဘာပဲဖြစ်ဖြစ်အန်တုတယ်ဆိုတဲ့သဘောမှာသူကတုံ့ပြန်ခြင်းပါတယ်တုံ့ပြန်ခြင်းသဘောပါတယ်မခံစိတ်ထဲမှာအဲ့လိုမျိုးဟိုအရှုံးမပေးလို့ခြင်းသဘောပါတယ်ဆိုတော့အဲ့ဒါကစိတ်ပိုင်းဆိုင်ရာတန်ဆွမ်းဖို့ဒီကောင်းမွန်တဲ့စိတ်နဲ့တုံ့ပြန်တာဟုတ်သေးတယ်ဒါပေမဲ့အဲ့ဒါကိုနော်စိုးရင်သောကတွေနဲ့လိုက်ဖုံးဖိနေရရင်တော့လူကပင်ပန်းပြီပေါ့ပင်ပန်းပြီ
ဟိုကလေးပေါ်မှာကြောက်ဒီကလေးပေါ်မှာကြောက်နော်အဲ့တော့ဒါသတိထားစရာအချက်ပဲအဲ့ကြောင့်အန်တုချင်းဆိုတဲ့ဟာမှာဒီ reaction တွေပါတယ်ဆိုတာသတိထားရတယ်အခုကတော့အခုပြောတဲ့သဘော are you aging ဝယ်ဇရာနဲ့အတူရှင်တွင်းနေထိုင်ခြင်းဆိုတဲ့အခုပေးထားတဲ့ခေါင်းစဉ်ကတော့အဲ့လိုမဟုတ်ဘူးဇရာကိုအန်တုတာမဟုတ်ဘူးဇရာနဲ့အတူရှင်တွင်းနေထိုင်တာဘဝကိုရှုံးပေးတာလည်းမဟုတ်ဘူးနော်ဒီနားလေသဘောပေါက်ပြီးတော့လက်ခံတဲ့သဘောလက်ရှိကိုယ့်ရဲ့အနေအထားကိုလက်ခံလိုက်တာနော်အော်ဒီလိုရှိတယ်ဒီလိုရှိလာတယ်နော်ငါစပင်းတွေဖြူလာတယ်နော်ဘောကြီးတွေတွေ့ရင်ဟိုကို့အမေတွေဘောကြီးတွေတွေ့ရင်ပြောပါတယ်နော်စပင်းတွေခဏခဏဆေးဆိုကြတယ်မဆိုးပါနဲ့ဒီတိုင်းထားမှာဘာဖြစ်လို့လဲနော်ဒီအသက်အရွယ်စပင်းဖြူလေးတစ်ပြင်ရဖို့နှစ်ပေါင်း60လောက်စောင့်ရတယ်နော်ဒါလေးဒီအလှလေးအခုမှရတာအဲ့ဒါကိုသွားပြီးတော့စပင်းလေးတစ်ပင်လေးဖြူတာလေးကိုမနေနိုင်မထိုင်နိုင်တော့ဆေးဆိုတော့အလှတွေပြက်ကုန်ပြီအေးအနက်ရောင်မှလှတယ်ဖြူရောင်မလှဘူးလို့ဘယ်သူကပြောသူကအဲ့ဒီသဘောကို gray လို့ပြောမှာပေါ့အဖြူမြန်မာလိုပြောရင်တော့အဖြူပေါ့အဖြူနဲ့ gray နဲ့ကမတူနည်းနည်းလေးသူကကွေးမှာပေါ့လေစာမှာကတော့သူ့ကို gray လို့သုံးတယ်ဆိုတော့အတင်းကြီးတွေဆေးတွေလိုက်ဆိုးကြနော်ခုနပြောသလိုဖုံးကြဖိကြရင်လည်းဒါကတော့ထားပါလိုအပ်ချက်အရလုပ်တယ်လို့ဆိုတာဒါပေမဲ့ကြမ်းမာရေးကိစ္စရှိသေးတယ်အထူးသဖြင့်အပြင်ပန်းအားဖြင့်လိုအပ်ရင်အလုပ်သဘောအရလူမှုရေးသဘောအရလုပ်ခြင်းလေးလုပ်နိုင်တယ်ဒါပေမဲ့စိတ်ထဲမှာတော့ဒါကိုသိထားရမယ်ဒါဟာတဘာဝကပြလာတဲ့သဘောပဲတချို့ကလည်းအသက်အရွယ်မဟုတ်ပဲကျန်းမာရေးကြောင်းနော်မျိုးရိုးကြောင်းဖြူကြရာရှိတယ်။အိုမင်းရင်းရော်မှုတွေဟာပို့ပြီးတော့လွယ်ကူတယ်ဆိုတဲ့သဘောရှိတယ်။အလွယ်ကလေးရောက်လာတယ်ပေါ့။အဲ့မှာခုနကပြောလို့ပါဆိုဒါကသိစောလုံးသေးတယ်လို့ထင်တယ်တချို့က။ဒါပေမဲ့အဲ့လိုမျိုးလုံးရင်ကန်ရင်နဲ့အရှင်တွေတအနေတော့တယ်။ပြင်ဆင်ဖို့အစဉ်သင်းလုပ်ဖို့နော်အစဉ်သင်းလုပ်ဖို့အနေတယ်။အလုတ်ကတော့လုပ်ရမှာပဲ။လူဘဝမှာနေသမျှပတ်စံရှာတဲ့အလုပ်ဒါလူလိုပြောတာပေါ့လေစီဘောဥစားရှာတဲ့အလုပ်ကတော့ဟိုးမသေးမချင်းလုပ်ရမယ်သဘောရှိတယ်နော်လုပ်ရမှာပဲဒီနဲ့အတူတွေးပြီးတော့ခုနကပြောသလိုအိုမင်းရင်ရော်မှုနဲ့ခြေတွင်းနေထိုင်တယ်ဆိုတာဘာလို့ပြောချင်လဲဆိုလို့ရှိရင်အဓိကအားဖြင့်ဟိုကိုဗစ်ကာလမှာသတိထားမိမယ်ခုနအန်တုတာပေါ့ကိုဗစ်ယောဂါကိုအန်တုမယ်ရင်ဆိုင်မယ်တခါတည်းတကားတွေပိတ်ချ quarantine center တွေဖွင့်လူတွေကိုအတင်းကျပ်ရော်ရင်းပင်းမဝင်ဘူးဟာသားမိဘတွေနဲ့ဆွေမျိုးတွေနဲ့မတွေ့ရဘူးတခါတည်းအတင်းအကျပ်ကြီးတွေဘာဖြစ်လို့လဲကိုဗစ်ယောဂါဆိုတာတခါမှမကြုံဘူးလူလောကမှာဒီလူခန္ဓာနဲ့သူအလုံးအသစ်ပဲဆိုတော့မသိကြဘူးသူရဲ့တဘာဝကိုမသိတဲ့အခါလူတွေကကြောက်အလန့်အဲ့လိုမျိုးတွေလှုပ်စီးပွားရေးတွေပြက်လူမှုရေးတွေပြက်နော်မိသားစုတွေကြားထဲမှာကိုဟိုးမျိုးတွေဖြစ်ကြအမတန်ဆိုးရတဲ့ယောဂတစ်ခုပဲတကယ်ရောဂပြဿနာဆိုအဲ့ဒီနောက်ပိုင်းမှာစစ်ပညာရရောတချို့နိုင်ငံတွေကသတိထားမိမယ်ဒီလိုမျိုးအန်တုလို့တော့မရတော့ဘူးနော်ဘယ်လိုလုပ်ရမလဲဆိုလို့ချင်းအဲ့ဒါနဲ့အတူရှင်တွဲနေထိုင်ရမယ်ဆိုတော့ policy တစ်ခုပေါ့ဘူဝါဒတစ်ခုကိုပေါ်လာခဲ့တယ်အလုံးကြားလိုက်မယ်သိကြမှာပါဆိုတော့ဒီတိုင်းပဲခုနကသဘောပဲဇရာနဲ့အတူရှင်တွဲနေထိုင်တယ်ဆိုတဲ့သဘောကဒါကိုအန်တုမှာမဟုတ်ဘူးအိုမင်းရင်ရော်လာတယ်ကိုယ့်အကိုလက်ခံတယ်တချို့ကလက်မခံဘူးအဲ့ဒါကိုလက်မခံတဲ့အခါတုံ့ပြန်တာအပြင်းအထန်တုံ့ပြန်တယ်ဆိုတာခုနကပြောသလိုစရာရုပ်ကိုမပေါ်အောင်ဖုံးကြပြကြရင်လည်းနော်ဘယ်လောက်များ stress တွေများလိုက်မလဲနော်ဘယ်လောက်များ stress တွေများလိုက်မလဲဆိုတော့ဒီလိုနေနိုင်ရင်တော့ဟိုများမှမသိများတယ်ဆိုတာတချို့လူမှုရေးဘဝစီးပွားရေးဘဝတွေဟာသောစီမှာထိခိုက်တယ်ကိုယ့်ဟာကိုဖုံးဖိနေရင်အဆင်ပြေတယ်လို့ထင်ပေမဲ့တခြားဘဝတွေ decision making လုပ်တယ်ဆုံးဖြတ်ချက်ချတယ်လူမှုပေါင်းသင်းဆက်ဆံရေးတွေမှာထိခိုက်လာတယ်ဘာဖြစ်လို့လဲအရှိတရားကိုလက်ခံဖို့ခက်လာတဲ့အခါတင်းကျပ်မှုတွေ tension ဆိုတဲ့တင်းကျပ်မှုတွေဖြစ်တယ်ဆိုတော့တခြားဘဝတွေမှာတော့ထိခိုက်တယ်
ဒါနစ်နာမှုအဲ့တော့ဘုရားရဲ့တရားတော်ရဒီခုနပြောတဲ့ဒုက္ခသဘောဟာလည်းဒီတိုင်းပဲနော်ဒါဥပမာနှိုင်းရှင်ပြီးတော့ပြောရရင်ဒုက္ခကိုဘုရားရဲ့ဒုက္ခဆိုတဲ့ဟာကိုတချို့က pessimistic နော် pessimistic အဆိုးမြင်ဝါဒဆိုပြီးတော့ပြောကြတာရှိတယ်မဟုတ်လားဟိုဗီဒီယိုမှတ်တမ်းလေးတခုတွေ့ဖို့မယ်ဟိုလွန်ခဲ့တဲ့မဆလာခေလွယ်လွယ်ရပြီးကစားဥနုံနဲ့ဝင်းချုပ်ဥနုံနဲ့ဟို X-ray ဝင်းချုပ်တို့စကားပြောကြတဲ့ဗီဒီယိုဖိုင်လေးတခုကြည့်ဖို့ကြမယ်အဲ့ဒီမှာ X-ray ဝင်းချုပ်ကပြောတာဘုရားဝါဒကအလုံးကိုဘဝကိုအဆိုးမြင်တယ်ဆိုတဲ့အဲ့ဒါဝင်းချုပ်ဥနုံကပြန်ပြောတယ်နော်ဘုရားဝါဒကဒုက္ခရှင်းမြင်တာမဟုတ်ဘူးဒုက္ခကလွန်မြောက်ကြောင်းကိုလည်းဟောပါတယ်ဆိုတဲ့ဟာကိုသူကနော်အတေချာလိုက်ပြန်ပြောပါတယ်နားလည်မှုလွဲမှာဆိုလို့ဒီသဘောပဲတချို့ကဒါကိုဒုက္ခလို့မြင်တယ်ဆိုလို့ရှိရင်စိတ်တွေကြာနေမယ်မလုပ်ချင်မကန်ချင်စိတ်ဖြစ်မယ်ဖြစ်လို့မြင်တယ်တကယ်တမ်းကျအဲ့လိုဟုတ်မနေပဲဒါကိုနားလေသဘောပေါက်ခြင်းကြောင့်ဘဝရဲ့တကယ် reality အရှိအမှန်တစ်ခုကိုဒီလက်ခံထားခြင်းအပြင်နော်အတိမတ်ပြုထားခြင်းအပြင်ဒါနဲ့ဆက်ဆက်တဲ့လောကရန်တွေလာတဲ့အခါမှာမတုံလို့တော့ဘူးလူကမတုံလို့တော့ဘူးအဓိကအဲ့ဒါပဲနောက်ဆုံးသေခြင်းသဘောလို့ခေါ်တဲ့ဘဝရဲ့နောက်ဆုံးအချိန်ကိုဖြတ်တန်းဖို့တောင်မှကြိုတင်ပြီးတော့သတင်းစကားရထားတဲ့စစ်ပွဲတစ်ပွဲလိုပဲနော်ရန်သူရဲ့သတင်းအချက်လက်တွေကိုရထားတဲ့စစ်ပွဲတစ်ပွဲလိုပဲဘလို့လာမယ်ဘလို့တိုက်မယ်ဆိုတဲ့ဟာဆိုတော့ဒီကပြင်ဆင်ထားရတာအနာယူဖို့အတွက်လွယ်ကူတယ်ပေါ့ဒီသဘောပဲအခုလဲဇရာဆိုတဲ့ခောက်တန်လာပြီအဲ့ဒီမှာတချို့ကပြင်ဆင်ထားမှုမရှိဘူးလုံရင်ကိုင်းစားရင်တောင်းရင်ပြောရင်ပါရင်နဲ့အဲ့လိုမျိုးတွေသဘောတွေကိုလက်ခံထားမှုအတိမတ်ပြုထားခြင်းကြိုဆိုထားခြင်းမရှိတဲ့အခါကျတော့ဒုက္ခနဲ့တိုင်းခနဲ့သူကအဲ့လိုမျိုးတွေစိတ်တက်တွေကြာပြီးတော့နော်အရာရာဟာအဲ့လိုမျိုးတစ်ချက်လေးတွေးမိတာဆိုတာနဲ့ဘဝဟာဘာမှအတိတ်ပဲမရှိတော့သလိုဖြစ်တယ်နော်ဒါဘုရားဘာသာစကားနဲ့ပြောရင်တရားလက်လွတ်ဖြစ်တယ်ဆိုတာပေါ့ဘဝရဲ့အမြင်ရှိတရားတွေကိုလက်မခံတတ်တဲ့အခါဖြစ်တတ်တာပဲနော်အဲ့ဒါကိုလက်မခံတဲ့အခါမှာတုံ့ပြန်မှုတွေရှိတယ်။ညီတော်ပြောဖို့ဆရာမတယောက်ကဟိုသင်ပုံးပေါ်မှာကျောင်းသားတွေကိုစာသင်ရင်း English grammar သင်တယ်ပေါ့နော်။စာရေးတယ် I am beautiful ဆိုအကျောင်းသားတွေကိုမေးတယ်ဘာကာလလဲဒါ what tense is it present tense လားဘာ tense လဲဆိုတော့ကျောင်းသားတွေက is it past tense လို့ပြောတယ်။ဒါအတိတ်ကာလကိုရည်ညွှန်းတာပါပေါ့လေ။ဒီလောက် I am ဆိုတဲ့ present tense ကိုသုံးထားပါရဲ့နဲ့ဘာလို့ past tense လို့ပြောရတာလဲဆိုတော့ကျောင်းသားတွေကthe past tense လို့ပဲမြင်ပါတယ်လို့ပြောတယ်ဆရာမအဲ့ဒါသဘောမပေါက်ဘူးနော်လွန်ခဲ့တဲ့ she was beautiful from old age ပေါ့လေ in old years အခုကတော့မလှတော့ဘူးပေါ့နော်ဒါမှကိုထင်တာကိုအဲ့လိုမျိုးကိုထင်တယ်လို့ရတယ်ဒါပေမဲ့လက်ရှိသဘောကိုလက်မခံတတ်ဘူးဆိုရင်ပို့ပြီးတော့စိတ်ဆင်းရတယ်တချို့ motivator လို့ခေါ်တဲ့ဒီအပြောကောင်းတဲ့လူတွေပြောသလိုကိုလှတယ်လို့မှတ်ကိုကြမ်းပါတယ်လို့မှတ်ဒါပေမဲ့အရှိတရားကိုမျက်ကွယ်ပြုပြီးတော့အဲ့လိုမျိုးသာလိုက်လုံနေရင်ဥနာပြောကိုကြမ်းပါတယ်ထင်ပြီးတော့ပေ1000လောက်ရှိတဲ့တောင်ကိုတော့တက်ရင်ဒုက္ခရောက်မှာပေါ့နော်ဒုက္ခရောက်မှာပေါ့ကိုဒူးနဲ့ကိုခန္ဓာရည်နဲ့ကိုဝိတ်နဲ့နော်ဒီမှာလောကိတာဖြစ်တော့ဒုက္ခိတာတော့ဖြစ်သွားနိုင်တယ်ဆိုကိုတိုက်တာနဲ့ကိုဆိုတာအဲ့ဒါတော့ကိုရဲ့လက်ရှိပဂရိအခြေအနေကိုသုံးသပ်တတ်ဖို့ဒါဘုရားဝါဒနီးကြနော်အရှိကိုလက်ခံခြင်းတခုပဲခုနပြောသလိုတခြားဒုက္ခတွေလို့ဇရာလည်းပေါ့လူတိုင်းနဲ့ဆက်ဆက်နေတယ်ဒီအိုမင်းရင်းရော်တဲ့အရွေမှာမနေတဲ့မထိုင်တက်တဲ့အခါတော်တော်ပြဿနာတက်တာရှိတယ်ဗောနော်ဒါလူတိုင်းဟာအခုနေအသက်အရွယ်အဖြစ်ဆိုရင်အမေဖေတွေနဲ့နေကြရမယ်အဖိုးဘွားတွေနဲ့နေကြရမယ်ကိုလည်းတနေ့လူကြီးတွေဖြစ်နေလဲနေကြရမယ်ဆိုတော့ဒီ
ဒီမျိုးဆက်တစ်ခုပေါ့နော်သတိထားရတယ်အရင်တော့ကဆိုရင်ကိုကအိမ်မှာ boss ပဲလေဘာမှမဆိုပြီးတယ်ဒါပေမဲ့သားသမီးတွေကနေရာဝင်ယူလာတယ်အရင်တော့ကလို့ပြောနိုင်ဆိုနိုင်ဆိုမရှိတော့ဘူးဒါကိုလက်ခံရတာပါပဲလက်ခံရတာပါအလေးမထားကြတာလည်းမဟုတ်ဘူးနေရာတကာဝင်ပါတဲ့အခါမှာနော်တော့ကတိကောက်ဖြစ်စရာတွေရှိကြတဲ့အိမ်ထဲမှာဒါကတော့လက်တွေ့နော်ဆရာတော်တို့ကိုယ်တိုင်ကလည်းသားသမီးတွေဖြစ်တော့ဟိုအမေဖေခမီးတော်မေတော်ပေါ့လေဒီရှိကြတာကိုဆိုတော့သူတို့နဲ့ဆက်ဆံတဲ့အခါညီကိုမောင်နှမတွေရှိကြတာကိုဆက်ဆံတဲ့အခါဆိုတော့ဒီသဘောတွေကိုဟိုတိုင်ပန်းပြီးညီတွေအကိုတွေညီမတွေပေါ့လေအဖေကဘလို့အမေကဘလို့ဒီလိုမျိုးတွေကြာရမြင်ရနော်ကျမရေမကောင်းအသက်အရွယ်ကြီးလာတော့ကျမရေကတိတ်မကောင်းချင်ကြတော့ဘူးဆိုတော့ဒီလိုမျိုးအခြေအနေတွေမှာပိုးပြီးတော့သိခံပြီးတော့နေကြရတဲ့သဘောရှိတယ်အဲ့လိုမျိုးသိမခံတတ်ဘူးနော်မြေတွေမြေတင်နဲ့လည်းအတူနေတယ်အရင်တုန်းကလို့စိတ်မျိုးဆိုလို့ရှိရင်အဲ့ဒါအဆင်မပြေတော့ဘူးနော်အဆင်မပြေတော့ဘူးအခြေအနေကြည့်ပြီးတော့တက်ကြီးလာလေလေနော်မပါဝင်တဲ့နေရာမပါတော့ဘူးဆိုတော့ဒါကတော့ခုန New York Times မှာပါတော့တဲ့အကြောင်းအရာကတကယ် physical well-being ကိုအဓိကထားတာအခုပေါင်းထစ်ပြဆိုတော့ဒါအသက်ကြီးလာတဲ့အသက်အရွယ်ကြီးရင်းလာတဲ့အခါမှာဒါဖြစ်လိဖြစ်တာရှိတယ်နော်မြတ်စွာဘုရားရှင်လက်ထက်ကမဟာသာလဆိုတဲ့ပုံနာတစ်ယောက်ရှိတယ်တက်ရွယ်ကြီးပြီးတော့လူကလည်းဂျုံလှီးပြီးတော့နော်မစားရမတော့ရတဲ့ပုံစံနဲ့ဘုရားစီလာတယ်မြတ်စွာဘုရားရှင်မေးတယ်ဘာဖြစ်လို့တော့မဟာသာလဆိုတော့သူ့သားသမီးတွေဂရုမစိုက်ဘူးနော်သားသမီး၄ယောက်လောက်ရှိတယ်စားတော့သူ့မှာအမွေတွေပစ္စုဥစ္စာတွေရှိတယ်အသက်အရွယ်တစ်ခုရောက်လာတော့သားသမီးတွေကိုဝေငှပြီးတော့အဲ့လိုခွေးချမ်းပြီးတော့ပေးလိုက်တယ်ခွေးချမ်းပြီးတော့ပေးလိုက်တယ်အဲ့သားသမီးတွေကသူဂရုမစိုက်တော့ဘူးနော်ဘဝင်ကနှင်ရှာတင်ကနှင်ရှာနေအိုးခွေးကလေးတကောင်လို့သူကပြောတယ်ဟိုကမုတ်ထုံဒီကမုတ်ထုံနဲ့စားမယ်တောင်းမယ်နေစရာကမရှိလမ်းဘေးမှာလိလိသောလာပြီးတော့နေရတယ်မြတ်စွာဘုရားရှိရောက်တော့မြတ်စွာဘုရားရှင်မေးတဲ့အခါပြောပြတယ်သူ့ဘဝအကြောင်းကိုအဲ့တော့မြတ်စွာဘုရားရှင်ကြံကြံပေးတယ်အဲ့လိုမျိုးဆိုလို့ရှိရင်လူတွေစုဝေးနေတဲ့ဇရက်ပေါ့အရင်တော့ဆိုရင်လမ်းဆောင်လမ်းခွမှာအဲ့လိုလူတွေဇရက်တွေမှာသွားပြီးတော့လူတွေစုစင်နေတဲ့ခါမှာပြောပြဒါကိုသင်ပေးလိုက်တဲ့ဂါထာလေးတကူငါဟာစီစဉ်ဥစ္စာရှိစေတော့ငါသားသမီးတွေကိုစောင့်ရှောက်ပါရဲ့နဲ့နော်ကျွေးမွေးပါရဲ့နဲ့ငါ့ကိုအခုပြန်စောင့်ရှောက်မှုမရှိကြတော့ဘူးကြည်စုစောင့်ရှောက်မှုမရှိကြတော့ဘူးအဲ့ဒါနော်ဒီလိုမျိုး one night ပက်လက်ပြောပြတဲ့အခါလူထုကတနာပြီးတော့သားသမီးတွေကိုခေါ်ပြီးတော့ပြစ်ပေးမယ်နော်တခါတည်းမကြည်မနဲ့ဖြစ်ကြတဲ့အခါနောက်ဆုံးမှပြေလေတော့ကြတယ်ဆိုတော့မှတ်တမ်းလေးတစ်ခုရှိတယ်အဲ့ဒါမဟာသာလသုတ်တံလို့ခေါ်တယ်အဲ့တော့ဒါကနေ့စဉ်ဘဝကြားမြင်နေရတဲ့နော်ဒီအခုလည်းကြားနေရတယ်အဖေတယောက်လမ်းဘေးမှာလွှင့်ပလိုက်ပြီအမေတယောက်လမ်းဘေးမှာလွှင့်ပလိုက်ပြီသားသမီးတွေမဆောင်ရှောက်တော့ဘူးအကြောင်းမျိုးမျိုးတွေရှိကြမှာပေါ့လေနော်တနာစရာကောင်းတယ်ခုနပြောသလိုဗုဒ္ဓဘာသာဒီခက်တာကဒီစီးမြင့်နေဆိုတာဟိုရေးထားတဲ့စီးမြင့်နေမဟုတ်ဘူးအနန္တနယ်၅ပါးဆိုတာလဲအနန္တနယ်၅ပါးဆိုပါတော့မိဘဆရာသမားတွေကိုလှုပ်ကြွေးရမယ်ဆိုတဲ့ဟာကဥပဒေတွေမှာရေးထားတာလည်းမရှိဘူးမရေးထားတဲ့ဥပဒေတွေပေါ့နော်မရေးထားတဲ့ဥပဒေမရေးထားတဲ့ဒါကြောင့်ဖြစ်တဲ့အတွက်ကြောင့်မြန်မာတွေရဲ့နှလုံးသားမှာတော့ဖြစ်ရလဲခက်ပါလေဒါမဲ့လို့နော်လူတိုင်းဟာအဲ့လိုမျိုးစောင့်ထင်းလိုက်နာနိုင်ကြတာမဟုတ်ဘူးမလိုက်နာနိုင်ကြတဲ့အတွက်ကြောင့်အဲ့လိုမျိုးတွေအသက်ကြီးရတဲ့အခါစောင့်ချောက်မဲ့လူမရှိပဲဆင်းရဲနဲ့ဘဝကိုဖြတ်တန်းကြရတဲ့အဖိုးတွေအဖေါ်တွေ
နော်ဒါမိဘတွေရှိကြတယ်တချို့ကလည်းမိဘကျင့်ဝတ်မရှိမကြည်ဘူးမိဘတွေဆိုပေမဲ့လို့ကျေးဇူးမကြည်ဘူးလို့ထင်နေကြတယ်အထူးသဖြင့်အဲ့လိုမျိုးအနောက်တိုင်းလူအဖွဲ့အစည်းမှာလည်းရှိကြတယ်အခုခေတ်လူငယ်တွေကြားထဲမှာလည်းရှိပါတယ်နော်မြန်မာပြည်ထဲမှာလည်းဒီလိုသဘောတရားတွေဟာတဖြည်းဖြည်းမြင့်တက်နေတာတွေ့တယ်ကျင့်ဝတ်တွေကိုပေတယ်လို့ဆိုတာကိုနတ္ထိမာတာနတ္ထိပိတာတိတ်တော့မထူးဆန်းပါဘူးနော်ဒါကျေးဇူးတရားရဲ့လို့အတိမမပြုတ်ကျင်ကြတော့ဘူးဘာဖြစ်လို့လဲရုပ်ကြမ်းဆန်လာတဲ့သဘောရှိတယ်ရုပ်ကြမ်းဆန်လာတဲ့သဘောရှိတယ်စာထဲမှာပြောတာဘုရားဘာသာရဲ့သဘောအရအမေဖေဆိုတာဟာမလုတ်ကျွေးခဲ့သည်မလုတ်ကျွေးပေထားအောင်ငယ်ကလေးကသားသမီးကိုမကျွေးမွေးခဲ့ဘူးမစောင့်ရှောက်ခဲ့ဘူးထားအောင်မွေးပေးတာနဲ့ကိုကျေးဇူးကြီးနေပါပြီတဲ့မွေးပေးတာနဲ့ကိုကျေးဇူးကြီးနေပါပြီအမေဖေရဲ့ကျေးဇူးတရားကိုဆက်လို့မကုန်နိုင်ဘူးဆိုတဲ့အထက်မှာအဲ့မှာသမစိတ်တဝတ်ဆိုတာရှိတယ်အင်္ဂုတ္တရနိကေထဲမှာအဲ့ဒီမှာမြတ်စွာဘဟုပကာရောဘိက္ခဝေမာတာပိတရောကျေးဇူးကြည့်တယ်ဘာဖြစ်လို့လဲဆက်မကုန်နိုင်ဘူးလို့ဆိုတယ်အာပါဒကပောဒကအကြောင်း၃ခုရှိတယ်တဲ့ကျွေးမွေးသူတို့ကကျွေးမွေးပြုစုတယ်စောင့်ရှောက်တယ်အန္တရာယ်ကနေစောင့်ရှောက်ပေးတယ်ငယ်ကလေးကသားသမီးတွေကိုနော်ချင်းတကောင်မှားတယ်ရောဆိုတယ်လို့မျိုးမကိုက်စေရဘူးအန္တရာယ်စောင့်ရှောက်ပေးတယ်ပြီးတော့ကျွေးမွေးပြုစုပေးတယ်ကျွေးမွေးယူရပေးတယ်ဒီနှစ်ချက်အဲ့တော့ဒါကိုဆက်မကုန်နိုင်ဘူးလားဆိုဆက်လို့ရတယ်ကိုလေသူတို့အသက်ကြီးလာတဲ့အခါမှာပြန်စောင့်ရှောက်ပေးလို့ရတယ်ဒါပေမဲ့ပြန်ဆက်လို့မရတဲ့အရာတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုရင်နံပါတ်3ဖြစ်တယ်ဣမတ္တလောကတ္တတတိတာရောဒီလောကကြီးကိုလာရောက်ခွင့်ပြုခဲ့တာဒီလောကကြီးကို they let you see this world they let you come တကယ်လို့သူတို့ခွင့်မပြုရင်လာလို့မရအောင်တော့ဘိုင်းတွေကနေလှည့်ပြန်သွားမှာဒါအလုံးသိတယ်ဒီကလေးငါမလိုချင်ဘူးဆိုတာနဲ့သွားပြီပြန်တော့လူကလေးရောက်လာတာတော့မဟုတ်ဘူးကြည်ရတာအဲကြောင့်မွေးပြီးတော့မကျွေးမွေးနိုင်ဘူးလို့လမ်းဘေးမှာစွန့်ပစ်ထားခဲ့ရင်တော့မှဒါမွေးပေးခဲ့တဲ့ဂျေဇုလောကကြီးကိုလာရောက်ခွင့်ပြုခဲ့တဲ့ဂျေဇုတရားရှိနေတယ်လို့ဆိုတယ်ကျန်တာမပြောနဲ့တော့အဲကျန်တဲ့ဟာမပြောနဲ့ကျွေးမွေးဆောင်ချောင်းကြီးပင်းလာအောင်ထားခဲ့တာတွေဆိုတော့ထားလိုက်တော့ဘယ်လောက်များဂျေဇုရှိမလဲနော်ဘုရားဝါဒအရာဆိုလို့ချင်းဘုရားကိုယ်တိုင်ပြောတာအဲ့ဒီနောက်ဆုံးဖြစ်တဲ့ဣမေသာလောကေတာတတိတာရောကဆက်မကုန်နိုင်ဘူးတဲ့အဲ့ဒါပဲဆက်လို့မကုန်နိုင်ဆိုတော့ခုနမဟာလာလဘုံနာကိုဘုရားကအဲ့လိုမျိုးသင်ပေးလိုက်တော့သူကလည်းအဲ့ဒါကြီးကိုလူထုလေမှာပြောတော့လူတွေကသနာချင်းလူသားသမီးတွေကိုခေါ်နော်အပြစ်တွေတင်ကြနောက်ဒီလိုမလုပ်နဲ့လို့ဆုံးမပြီးတော့နော်နောက်ဆုံးမှာဘုံနာကြီးဟာတားတွေမြင့်မြင့်တင်နေပျော်ပျော်ရွှင်ရွှင်နေရတယ်လို့ဆိုတယ်ဆိုတော့ခါအသက်ကြီးရင်လာတဲ့ခါမှာခုနပြောသလိုနော်အမေဖေတွေဖက်ကသားသမီးတွေဖက်ကခြေပဲလားမဟုတ်ဘူးမေဖေတွေကလည်းနေတဲ့ထိုင်ရဖို့လိုတယ်လို့ဆိုတယ်ဟိုနေရာပါဒီနေရာပါအစကတည်းကသူကလည်း boss လို့ထင်တယ်ထင်တော့အဖေါ်ရဖြစ်နေပြီဟိုနေရာပါဒီနေရာပါဆိုမနေတဲ့မထိုင်တဲ့တော့ပြဿနာတွေတက်အဲ့တော့အလောက်ကင်အဖြစ်အထူးသဖြင့်လောကမှာဆိုတော့ဝင်ငွေရှာနိုင်တဲ့လူက bread winner ပေါ့အေး bread winner ကဒါတော့မိသားစုမှာအဓိကလူလိုဖြစ်တယ်များသောအားဖြင့်ဖြစ်တတ်တာနော်ငွေတော့ကတော့ရှာနိုင်တယ်ကျွေးနိုင်တယ်မရှာနိုင်မကျွေးနိုင်တော့ဘူးဆိုလို့ရှိရင်ဒါတကယ်လက်တွေ့အမှန်တရားတစ်ခုပဲဆိုတော့သတိထားရတော့တယ်နေတာထိုင်တာတွေအဲ့လိုသတိထားတဲ့အခါဒီနော်အပြင်ဘက်အဖြစ်စားတာတောက်တာနေတာထတာလူမှုရေးတွေကိုသဘောတရားတွေကိုလိုက်နာရင်းနဲ့ကိုယ့်အကိုဆုံးမရမှာဖြစ်တယ်လို့ပဲတပည့်ကကြည့်ရင်ဒီခုနကတရားဓမ္မအားလျော်ဆိုပေါ့ဘုရားရဲ့ဓမ္မအားလျော်ဆိုကိုယ့်ကိုဆုံးမရမယ်ဆိုတော့ကိုယ့်ရဲ့စိတ်ကိုဆုံးမပြီးတော့နေထိုင်ဖို့ကပိုအရေးကြီးလာတယ်လို့ဒီလိုပြောရမယ်ဒီလိုပြောရနော်အစင်မပြေတော့ဘူးအိမ်မှာအထူးသဖြင့်အဘောတွေကတော့တခါတလေအဘောတွေကတော့အဆင်ပြေတယ်နော်အမေတို့အဘောတို့ကတော့သားတွေသမီးတွေနဲ့ပြောလိုက်ဆိုလိုက်အဆင်မပြေတတ်တာတချို့အဲ့ဒီတကာကြီးတွေအဖိုးကြီးတွေအိမ်မှာလည်းနေမပြောတော့ဘူးနော်အဲ့လိုမျိုးတွေဘုရားကဆိုရင်တော့ဘုန်းကြီးเจ้าတွေသွားနေကြနော်တချို့ဆိုဘုန်းကြီးဝတ်ကြနော်အဆင်မပြေတော့ဘူး
အဲ့လိုမျိုးတွေဖြစ်တတ်တာတွေ့တယ်ဆိုတော့ဘာဖြစ်ဖြစ်ကိုရွေးချယ်ခဲ့တဲ့ဘဝတစ်ခုနော်အဲ့တော့အစဉ်ပြေအောင်နေကြရမှာပဲအစဉ်ပြေအောင်နေကြရမှာပဲအဲ့လိုနေတဲ့အခါခုနပြောသလိုစိတ်ထဲမှာပေါ်မိတဲ့ဒီကိစ္စကတော့အမြဲတမ်းပြောပါတယ်ဒီ man made လို့ခေါ်တယ်ဒီတဘာဝဘေးဒဏ်တွေကြာရောက်တဲ့အခါမှာအဲ့ဒါကို disaster လို့ခေါ်တယ်အဲ့ဒါ disaster မှာ natural disaster ရှိတယ်နောက်တစ်မျိုးက man made disaster ဆိုတာရှိတယ်မဟုတ်ဘူးလား man made ဆိုတာလူလုပ်တဲ့လူတွေကြောင့်ဖြစ်ပေါ်လာတဲ့တဘာဝကက်ဆိုင်မှုတွေနော်အခုငလျင်ကြီးလှုပ်သွားတယ်ဟာလူလုပ်တယ်လို့တချို့ကပြောတယ်လူလုပ်တယ်ဆိုတာလူတွေကြောင့်ဖြစ်တော့ဖောက်ပြန်လာတယ်တစ်တော်တွေပြုံးတိလာတယ်ရှောင်းတွေမြောင်းတွေဟာဟိုးမြန်မာပြည်အထက်ပိုင်းမှာနော်ရတနာတွေတူးကြနော်အဲ့လိုမျိုးအတော်မသက်တဲ့အဲ့ဒီထုတ်ယူမှုတွေနော်စေမေကံမေအဲ့လိုလှုပ်ဆောင်မှုတွေဟာအဲ့လိုမြေကြီးအလှော်တွေဟာနော်အဲ့လိုမျိုးပုံမှန်မဟုတ်တော့ဘူးကဘာရဲ့တခြားနေရာတွေမှာလည်းရှိမှာပေါ့မြေစီမြေလော်တွေဟာအရင်တော့နဲ့မတူတော့ဘူးအဲ့လိုမျိုးဒီလောက်ထိကျွမ်းကျင်တာတော့မဟုတ်ဘူးမကျွမ်းကျင်တဲ့အကြောင်းမို့လို့အများကြီးတော့မပြောလို့နော်ဒါမှမဟုတ်သေချာတာတစ်ခုကတော့အဲ့လိုမျိုးသိပ္ပံပညာရှင်တွေပြောတာရှိတယ်မှန်မယ်အခုလဲလူတွေမှာအပြင်ကပေးတဲ့ဒုက္ခရှိတယ်အပြင်ကပေးတဲ့ဒုက္ခရှိတယ်ဒါပေမဲ့အတွင်းကနော်ကိုယ့်ဟာကိုယ်ဖန်တီးတဲ့ဒုက္ခရှိတယ် man made mental suffering လို့ပဲဆို man made suffering ပေါ့အပြင်ကလူတွေရဲ့ပယောဂကြောင့်ရလာတာတခုနော်ကိုယ့်ဟာကိုယ်ဖန်တီးတာကများသောအားဖြင့်တခုမကတ်တယ်ဘူးသူကအခုတစ်စစ်တစ်စစ်တရားလည်းဖြစ်နိုင်တယ်နော်တရားလည်းဖြစ်နိုင်ဆိုတော့ဒီအချက်ကတော့သတိထားရတယ်ပတ်ဝန်းကျင်နဲ့နေတဲ့အခါအပြင်ကရိုက်ခတ်မှုတွေရှိမှာပဲနော်ဒါမဲ့လို့အဲ့ဒီအပေါ်မှာကိုကဒီ make up လုပ်တဲ့ creation လုပ်တဲ့ဟာ make up ဆိုတာပြင်ဆင်တာမဟုတ်ဘူးလားပုံစံပြောင်းတာအခုလဲစိတ်ကို make up လုပ်ပလိုက်တာချိန်ပိန်လုပ်တာအဲ့တော့တရားဓမ္မအားထုတ်တဲ့အခါသတိပဋ္ဌာန်အားထုတ်တဲ့အခါဒီအဲကြောင့်ဟိုစိတ်ကိုဆုံးမခြင်းအပြင်အဓိကတော့စိတ်ကိုပြုပြင်တာပါပဲအဲ့ဒီမှာအချက်၃ချက်ရှိတယ်လို့ဆိုတယ်သတိပဋ္ဌာန်အားထုတ်တဲ့အခါအဲ့ဒီချက်၃ချက်ဆိုတာနံပါတ်၁ကပါလဲဆိုသူကတန်ဖို့ပေါ့သူသင်ပေးတယ်ဒီပစ္စုပန်မှာစိတ်ကိုထားတယ်အဲ့ဒီထားတဲ့အာယုံပေါ်မှာအဆိုးအကောင်းကိုမဝေဖန်ဘူးအဲ့ဒါကို non judgmental awareness လို့သုံးတယ်တာမန်သိကာများသိတာအာယုံကိုသိကာများသိတာတနည်းအားဖြင့်ခေတ်စကားနဲ့ဒီဘက်ခေတ်စကားနဲ့ပြော bear attention လို့ပြောတယ် bear attention ဆိုတာအဲ့ဒီအာယုံကိုသိုံလောက်ပဲသိတာအဲ့ဒီအာယုံနောက်ကိုမလိုက်ဘူးအကောင်းအဆိုးကိုမဝေဖန်ဘူးနော်အဲ့ဒီတော့အဲ့လိုအကောင်းဆုံးကိုမဝေဖန်တဲ့သတိတရားရဲ့တန်ဖိုးဟာ၃ခုရှိတယ်လို့ခေါ်တယ်။အဲ့၃ခုကပါဆိုနံပါတ်၁စိတ်ကိုသိအောင်လုပ်တာကိုယ်စိတ်ကိုသိအောင်လုပ်တာစိတ်ရဲ့နော် character လက္ခဏာတွေစိတ်ရဲ့သဘာဝတွေကိုသိအောင်လုပ်နေတာသူကနံပါတ်၁ရတာဘာဖြစ်လို့လဲအဲ့ကကြမှာစိတ်ကိုသိလာတော့အစားကိုယ်စိတ်ကိုမသိဘူးကိုယ့်ရဲ့စိတ်ဟာဘယ်မှာပျော်တတ်တယ်လဲဘေကိုသွားတတ်တယ်လဲမသိဘူးစိတ်ရဲ့သဘာဝကိုကိုယ်စိတ်ကိုသဘာဝမသိဘူးစရိုက်ဆိုတာကြားဖို့မှာပေါ့လောဘစရိုက်ဒေါသစရိုက်မောဟစရိုက်ဝိတ္တစရိုက်ဗုဒ္ဓစရိုက်ရှိတယ်အဲ့မှာကိုယ်စိတ်ကဘာစရိုက်ရှိမှမသိဘူးတစ်သက်လုံးသာနေတယ်ကိုယ်စိတ်ကဘယ်မှာပျော်တတ်တယ်လဲဘေကိုသွားတတ်တယ်လဲစိတ်ရဲ့သဘာဝကိုမသိဘူးဘာဖြစ်လို့လဲစောင့်ကြည့်တဲ့အလေးအကျင့်မရှိဘူးကိုယ့်ရဲ့စိတ်ကိုလေ့ကျင့်တတ်တဲ့ခုနစောင့်ကြည့်တဲ့အလေးအကျင့်မရှိခဲ့ဘူးနေသားလို့သာနေတော့တယ်ခုနပြောတဲ့သတိပဋ္ဌာန်ပွားများအထောက်တဲ့လူကသိတယ်ငါရဲ့စိတ်ဟာဘယ်မှာပျော်မွေ့တယ်လဲအဲကြောင့်မို့လို့အဲ့ဒါနဲ့နော်အဲ့ဒီပုံမှာနှစ်သက်ခြင်းမနှစ်သက်ခြင်းဆိုတာကိုအလေးအကျင့်လုံးဝမပေးဘူးစိတ်ကိုအေးထိရအောင်မလုပ်ဘူးအဲ့ဒါကိုမာသတိပဋ္ဌာန်သုတ်တယ်မှာပဲပါတယ်မလားနော်အဘိဇာဝိနည်းလောကေဘိဇာဒေါမနတအဘိဇာဆိုတာလောဘဒေါမနတဆိုတာဒေါသဝိနည်းဆိုတာဖြစ်စီတာခြေဖြတ်ပလိုက်တာဒီနှစ်ခုကိုဖြည့်ချက်ခြေဖြတ်ဖို့ကျင့်တယ်လို့ဆိုလိုတာကြိုက်တာလည်းမဟုတ်ဘူးမကြိုက်တာလည်းအဲ့ဒါလေနောက်ကိုမလိုက်ဘူး lie or dislike ပေါ့ bear attention ဆိုတာခုနကပြောတဲ့ဟာစိတ်ကိုသိအောင်လုပ်တယ်နံပါတ်1နံပါတ်2ကစိတ်ကိုပုံသွင်းတာ
shaping လုပ်တယ်ဆိုတာ shape လုပ်တာပုံသွင်းတာပုံသွင်းတယ်ဆိုတဲ့သဘောကဟိုကိုလိုသလိုစိတ်ကိုခိုင်းလို့ရအောင်လုပ်တယ်လို့ဆိုတော့ train လုပ်တယ်စိတ်ကို train ပေးတယ်ဥပမာစိတ်ကများသောအားဖြင့်ဒီအာယုံမှာပျော်တတ်တယ်ပျော်တတ်တယ်ဆိုလို့ရှိရင်မပျော်တတ်အောင်သူကဆွေးငင်လို့ရအောင်ပုံသွင်းနေတာနောက်တစ်နည်းပြောရင်စိတ်ကိုကျွမ်းကျင်အောင်လုပ်ပေးနေတာတရားထိုင်တဲ့စာကိုနားလည်လို့ရတယ်နော်အဲ့လိုနားလည်လို့ရလေ့ကျင့်ပေးနေတာဘာနဲ့လားတဲ့တူမလဲဆိုလို့ရှိရင်အလုံးတခါတလေအဲ့ဒီဟိုဗီဒီယိုကားတွေရှိတယ် prison break ဆိုတဲ့ဟာကြားဖို့မယ် prison break ဆိုတာထောင်ဖောက်တဲ့အခါဆိုပြီးတော့နော်မြန်မာလိုအဲ့လိုသိကြတယ်အဲ့ဒါကိုဆရာတော်သေချာစဉ်းစားကြည့်တဲ့အခါဒီသဘောနဲ့တော့တူနေတယ်ထောင်ဖောက်တယ်ဆိုလို့ရှိရင်အနောက်အပွေးတစ်ခုကလွတ်မြောက်မယ်ဆိုလို့ရှိရင် तू အဲ့ဒီထောင်သားဟာကျွမ်းကျင်ရတယ်အဲ့ဒါကိုဖောက်ဖို့တော့ तू ကကျွမ်းကျင်မှုရှိရတယ်ကျွမ်းကျင်မှုမရှိပဲဒီတက်ထွက်ပြေးရင် तू နာမှာပဲနော်ဆိုတော့ဘာဖြစ်လို့ဘေကထွက်မလဲစိတ်ကကိလေသာလို့ခေါ်တယ်စိတ်အညစ်အကြေးလောဘဒေါသမောဟမာနဒိဋ္ဌိအဲ့ဒီစိတ်အညစ်အကြေးနဲ့ညစ်အကြေးဆိုတာနှောက်ဖွေးထားတာအဲ့ဒါကိုအနှောက်ဖွေးလို့ခေါ်တယ်ဒါ bondage ပေါ့အဲ့ဒီအနှောက်ဖွေးတွေကစိတ်ကိုလွတ်မြောက်အောင်လုပ်ရမှာနောက်ဆုံး liberation ဆိုတာအဲ့ဒါပြောတာလွတ်မြောက်ခြင်းဆိုတာစိတ်ကအနှောက်အဖွေးကနေလွတ်မြောက်တာ to free the mind from the bondage ပဲဒါဟာတရားထိုင်ခြင်းရဲ့နောက်ဆုံး ultimate ရေမှန်းချက်နောက်ဆုံးရေမှန်းချက်အန်တိမရေမှန်းချက်ပဲအဲ့ဆိုရင်စိတ်ကိုဒုတိယအချက်ကစိတ်ကိုလေ့ကျင့်ပေးတယ်လေ့ကျင့်နေတာနော်ဟိုနာမတော်နဲ့ဒီနာမလုံနဲ့ပြန်လာခဲ့မူလကမ္မထန်စီကိုပြန်လာခဲ့လူတယောက်ကိုတွေ့တာနဲ့ကြိုက်တယ်မကြိုက်တယ်တော့မဝေဖန်နဲ့မူလကမ္မထန်စီကိုပြန်လာခဲ့ပြန်လာခဲ့ပြန်လာခဲ့ဆိုတော့စိတ်ဟာကြာလာတဲ့အခါမှာအဲ့လိုသွားရင်လောခွင့်မပေးတော့ပဲအာယုန်တွေပေါ်မှာမပြောတော့ပဲနဲ့တတိဆိုတဲ့အရာရဲ့အုပ်ချုပ်မှုအောက်မှာရှိလာတယ်အမြဲတမ်းရှိလာတယ်အဲပုံသွင်းနေတာအဲကြာလာတဲ့အခါမှာလေ့ကျင့်များတဲ့အခါမှာခုနကပြောတဲ့အနောက်အဖွေ့စီကစိတ်ဟာလွတ်မြောက်တော့နောက်ဖွေ့ဘာနောက်ဖွေ့လဲကိလေသာဆိုတဲ့အနောက်ဖွေ့ဒါလွတ်မြောက်ပြီပဲဘုရားယဟန္တာပုဂ္ဂိုလ်တွေဟာဒီဘဝနဲ့နိဗ္ဗာန်ရတယ်ဆိုတာအဲ့ဒါပဲလေစိတ်ဟာလုံးဝပြည့်ပြည့်စုံတဲ့အနေနဲ့လွတ်မြောက်သွားတာဆိုတော့တရားထိုင်ခြင်းမှာခုနကပြောတဲ့ဘုရားထိုင်ခြင်းကတန်ဖိုး၃ခုရှိတယ်လားကြောင့်ဒါကကြုံကြိုက်လို့ပြောလိုက်တယ်နော်။အိုတဲ့ဘဝတွေမှာအထူးသဖြင့်ဒီနေရာမှာတိုက်ဆိုင်မှုကပါလေမိသားစုနဲ့နေတယ်အခုနပြောသလိုဒါကတော့လူအိုဖြစ်ဖြစ်လူပြိုဖြစ်ဖြစ်ငေရွေဖြစ်ဖြစ်လူတိုင်းနဲ့သက်ဆိုင်တဲ့အလုပ်တစ်ခုပဲဆိုအသက်ကြီးမှလောက်ရမှာမဟုတ်နော်အသက်ကြီးမှဆိုတချို့ကမလုံနိုင်တော့ဘူးအဲ့ဒါမလုံနိုင်တော့အလေးကျင့်နေပါပြီးတော့ဘသူနဲ့မှအဆင်မပြေပဲတစ်သက်လုံးနေတော့တာဘသူနဲ့မှအဆင်မပြေတော့ဘူးလူခွစာကြီးလို့ဖြစ်လို့နော်အာနေရာတကာဝင်ပါပြောရဆိုအမတန်ခက်အဲ့လိုမျိုးကြားရတယ်အာအမေကဘာဖြစ်တယ်အဖေကဘာဖြစ်တယ်ဆိုအဲ့လိုမျိုးဒါကတော့အမေဖေတွေရဲ့အပြစ်တစ်ခုမှဟုတ်ချင်မှဟုတ်မယ်သားသမီးတွေရဲ့သဘောထားလည်းပါမှာပေါ့လေအဓိကတော့လူငယ်လူရွယ်တွေနဲ့လည်းကိုချင်းစာတတ်ရမှာဩတက်ရွယ်ကြီးရင်လာတဲ့အခါ immune တွေကိုယ်ခံအားတွေကျလာတယ်နော်ဟိုကမစားချင်ဒီကမစားချင်ဖြစ်တယ်အဲ့ဒါဟာနော်ဒီဘာခေါ်လဲဟိုမလို့ချင်ဒီမလို့ချင်နည်းနည်းကြီးများတယ်ဆိုတဲ့လိုမျိုးဒီကြီးများတာမဟုတ်ဘူးနော်အဲ့ဒါလေလူငယ်တွေဘက်ကလည်းနားလည်တတ်ရမှာဩအသက်ကြီးရင်လာတဲ့အခါမှာငါတို့လည်းဒီလိုဖြစ်မှာပါလားစားတိုင်းအာဟာရမဖြစ်တော့ဘူးငယ်တုန်းကဆိုရင်လက်ဖက်ဆိုင်သွားကြိုက်တဲ့ဟာဆွေးစားလိုက်အဆင်ပြေတဲ့အာဟာရဖြစ်တယ်တက်ကြည့်လာတော့မဖြစ်တော့ဘူးလက်ဖက်ရည်တော့လေထပန်ပြီနော်ဟိုဟာစအဆင်မပြေဒီဟာစအဆင်မပြေအတွင်းမှာကလီစာတွေဒီနော် metabolist system တွေကမကောင်းတော့ဘူးအစာချေညက်မှုတွေ diet system တွေမကောင်းတော့ဘူးအတွင်းမှာရှိတဲ့ organ တွေဟာမကောင်းတော့ဘူးအရင်တော့ကတော့အစာချေညက်တဲ့စနစ်တွေမကောင်းတော့ဘူးဆိုတော့သူတို့နဲ့အဆင်ပြေမဲ့ဟာတွေကိုရောအရင်တော့ကတော့ရောဒါစမရတော့ဘူးဒါလူတွေရဲ့သူတို့ရဲ့ aging well aging ဖြစ်ဖို့အတွက်ကောင်းမှာအိုမင်းဖို့အတွက်လူငယ်တွေမှာသိဖို့သိလေသိဖို့လေလိုအပ်တယ်အဲ့ဒီနော်အဲ့ဒါတွေဒါသိဖို့ပြောနေတာလို့နော်ဒါနားလည်လို့ရတယ်အဲ့ဆိုရင် aging well ဆိုတာအသက်အိုမင်းရင်ရောနေတဲ့လူတစ်ဖွဲ့တစ်စုတစ်ပါတီကိုကြီးပြောတာမဟုတ်ပဲအဲ့ဒီမှာရှိတဲ့ပတ်ဝန်းကျင်သားသမီးတွေတပေတပန်းတွေရှိမယ်နော်ဒါတွေအတွက်လည်းပါတယ်လို့ပြောလို့ရတယ်ပြီးတော့နောက်ဆုံးတစ်ခုအနေနဲ့
အမှန်ဒီအချက်ကတော့ဒီတရားတစ်ပုဒ်တက်ဟောရမယ်သဘောရှိပါတယ်အာဒီခုနပြောတဲ့ကိုယ့်ဟာကိုယ်မှန်မိတ်ဆိုတဲ့ဟာသူကြုံကြရင်တော့တခါဟောမှာပေါ့စိတ်ပညာနဲ့အဲ့ဒါကို medical metaphor ဆိုပြီးတော့ဆရာတော်ကခေါင်းစဉ်ပေးထားတယ်ဒီစာလဲရေးတယ်ပေါ့ဒီအကြောင်းအရာအမတန်ဒီစိတ်ပညာဗုဒ္ဓရဲ့တရားဓမ္မတွေမှာစိတ်ပညာစေသိပ္ပံဥပမာလို့နော်အဲ့ဒါဘာလဲဆိုလို့ရှိရင် orthopedy လို့ခေါ်တယ် orthopedy ဆိုတာတချို့ဆေးပညာဆေးလောကကလာတဲ့လူတွေသိမှာဆို orthopedy ဆိုတာဂရိစကားပဲ auto ဆိုတာကိုယ်တိုင် set ကိုပြောတယ် pedy ဆိုတာစားတာဆိုတော့ကိုယ်တိုင်စားသုံးခြင်းလို့အဓိပ္ပာယ်ရတယ်ကိုယ်တိုင်စားသုံးခြင်းအဲ့ဒါဘာလို့ပြောလဲဆိုလို့ရှိရင်ဒီကျန်းမာရေးလိုက်စားတဲ့လူတွေဆိုသိတယ်အဲ့ဒါ fasting လုပ်တဲ့စနစ်တစ်ခုပဲ fasting လုပ်တယ်ဆိုတာတရက်လုပ်လို့မရဘူး3-4ရက်5ရက်လောက်မှအစာမစားဘဲနေပလိုက်မှအဲ့ဒီ autophagy mechanism system ကဖြစ်တာဘာဆိုလို့လဲဆိုလို့ရှိရင်အစာမစားဘဲ3-4ရက်နေပလိုက်တဲ့အခါမှာခန္ဓာကိုယ်က energy ကလိုနေတာလေတခုခုစားဖို့လိုတယ်ခန္ဓာကရှင်သန်တော့လာလှုပ်ရှားနေရတော့ဒီအသက်ရှင်နေရတော့ဒီပါဇက်တွေကအစာအာဟာရမဝင်တဲ့ခါမှာခန္ဓာကိုယ်တွေကတွေးသမျှလိုက်ရှာစားတာသူ့ဟာနဲ့သူစားတယ်အဲ့ဒီထဲမှာခန္ဓာကိုယ်ထဲမှာနေပေါင်းများစွာဆေးတွေအသေးတွေရှိတယ်ဘာဖြစ်လို့လဲဖြစ်ပြက်နေတာကိုအမြင်နဲ့ဆေးအသေးတွေကနေပေါင်းများစွာအဲ့ဒီမှာရှိနေတယ်ပြောတယ်ဒီရှိနေတယ်မပြတ်မစည်းပဲတချို့ဟာတွေအဲ့ဒါတွေကကင်ဆာတော့ဖြစ်နိုင်တယ်ကြာလာတဲ့အခါမှာသေတော့တယ်အလုံးမလုံးတော့ဆိုတော့အခုခုနပြောတဲ့ autophagy system မှာအပြင်ကအစားအစာမစားတဲ့အခါမှာခန္ဓာကိုယ်ထဲမှာသူ့ဟာနဲ့သူလိုက်စားတာ energy အတွက်အဲကြောင့်အဲ့ဒီ fasting လုပ်တဲ့လူတွေကျန်းမာတယ်ဆိုတာကင်ဆာဖြစ်နိုင်တဲ့ဆေးတွေကိုပါတော့အဲ့ဒီမှာအဲ့ဒါကို catabolism လို့လည်းသုံးတယ်နော်အားလုံးသိတယ် metabolic ဆိုတဲ့ system မှာ2မျိုးရှိမှာ anabolic ဆိုတာကဒီစားတော့ပြီးတော့ရတဲ့အာဟာရအပြင်ကအစားအစာအာဟာရ catabolic ကတော့အဲ့လိုမဟုတ်ပဲကိုယ်တွင်းတွေကယူတဲ့အာဟာရကိုယ့်ဟာကိုယ်စားတာခန္ဓာကိုယ်ကိုယ့်ဟာကိုယ်စားတော့အဲကြောင့်အစာရှောင်တဲ့လူတွေကြမ်းပါတယ်များသောအားဖြင့်ကြမ်းပါတယ်ဆိုတာအဲ့ဒါဝါဖိမှုလည်းမရှိပဲနော်ခန္ဓာကိုယ်ဟာလည်းကြမ်းမာနေတယ်ဆိုတာကိုယ့်ဟာနဲ့ကိုယ်စားတာတွင်ဘက်ကိုအဲ့တော့ဒီအခုကတော့ခုနပြောသလိုကျမ်းမာရေးအတွက်ဒါဆရာတော်ပြောတာထက်ဆရာတော်ကတော့တရားနဲ့ခုနပြောတဲ့ဥပမာနဲ့ပြောတာပါဒီသဘောတွေကိုပို့ပြီးတော့ထိထိဝင်ဝင်လေ့လာခြင်းတယ်ဆိုလို့ရှိရင်ဒီဟာတွေကိုပြောပြနေတဲ့ဆရာဝန်တွေရှိပါတယ်နော်စိတ်ပညာမှာတော်တဲ့တက်လူတွေရှိတယ်အဲ့တော့အမတန်ရေးကြီးတယ်ပေါ့ဒီခန္ဓာကိုယ်အတွက်အဲ့တော့ဘုရားရဲ့ဘုန်းကြီးတွေအနေနဲ့လည်းကြည်တယ်ဘာလို့အစားတွေခြောင်ကြလဲရှစ်ခေတ်ကဒါကရှစ်ခေတ်အိန္ဒိယအာယုဝေဒစိတ်ပညာနဲ့ဆိုင်နေတယ်နေ3-4ရက်ရှောင်တာမဟုတ်ပေမဲ့လို့9နာရီအတွင်းမှာမနက်9နာရီကနေ12နာရီ9နာရီအတွင်းစားတယ်ကျန်တဲ့ချိန်လောက်ရမစားရေပဲတောက်တော့တယ်အရှိခက်ဆရာတော်ကြီးတွေနော်ဒီနေ့ခေတ်လက်ဒီတိုင်းပဲအဲ့ဒါဣတိသီလကိုအတိအကျလိုက်နာတဲ့ပုံကိုယ်တွေကျမ်းပါတယ်နော်ကျမ်းပါတယ်လူတွေကစားမှရတယ်လို့ထင်တာအာဟာရကမဟုတ်ဘူးမစားပဲရတဲ့အာဟာရခန္ဓာကိုယ်ကနေလိုသဘာဝအလျောက်လုပ်ပေးတာအခုကပြဿနာတက်တာစားလို့ပြဿနာတက်တယ်နော် by empty stomach just one problem ဆိုတာနော် full stomach have a lot of problems ကြားဦးမှာ bike ဟောင်းလောက်ကပြဿနာတစ်ခုပဲ bike စားတယ် bike ပြည့်ပြီဆိုရင်ပြဿနာဘောင်းစုံတက်ပြီလို့ဟုတ်တယ်အဲ့ဒါဒီနေ့ခေတ်မှာအဲ့တော့ထားတော့အဓိကခုနပြောတဲ့ orthopedy လို့ခေါ်တဲ့ကိုယ့်ဟာကိုယ်စားတောင်းခြင်းဆိုတာဘာလို့ဆိုလိုတာလဲဆိုလို့ရှိရင်ဒီစိတ်ပိုင်းဆိုင်ရာchemical ပဲပြောမယ်ဆိုရင်နော်စိတ်ပိုင်းဆိုင်ရာ chemical ပဲအဲ့ဒီအကြောင်းကိုဒီနေ့တိချာတရားတစ်ပုဒ်အနေနဲ့ဟောမယ်လို့စိတ်ကူးထားတာရှိပါတယ်ဒါမဲ့ဒါကအကြော်ညာပေါ့လေဒါအမည်ဒီနေ့ကအမည်သဘောပေးတာခုနအိုမင်းရင်းရော်မှုနဲ့ဆက်ပြီးတော့အိုမင်းရင်းရော်တာပဲဖြစ်ဖြစ်ဒါပဲဖြစ်ဖြစ်ဒီအပြင်ကဥမာအပြင်ကစားသုံးတယ်ဆိုတဲ့တစ်ချက်ကိုစိတ်ပိုင်းဆိုင်ရာဘယ်လိုနားလည်လို့ရလဲဗုဒ္ဓရဲ့ psychology ရဟိုသူတယောက်ကဟိုကိုယ့်ရဲ့ပျော်ရွှင်မှုမပျော်ရွှင်မှုစိတ်ဆိုးဒေါသဖြစ်မှုကအပြင်ရဲ့လူရဲ့ပါးစပ်ဖျားမှာမိတည်နေတယ်ဆိုတဲ့သဘောပြောတယ်သူကလှတယ်ဆိုပြောတယ်မလှဘူးဆိုရင်စိတ်ဆိုးတယ်
ဟိုလူကဘာဖြစ်တယ်ဒီလူကဘာဖြစ်တယ်စိတ်ဆိုးလိုက်ဒေါသထွက်လိုက်စိတ်ညစ်လိုက်ပျော်လိုက်နေအဲ့မှာဇက်သမားလိုပဲအောက်ကနေအောက်ကနေနော်ဒီလိုမျိုးတွေစီဝေါ်တွေတီးလိုက်ကတယ်ဒီလိုမျိုးဖြစ်နေတာပေါ့ဘုရားရဲ့တရားဓမ္မအဲ့လိုမဟုတ်ဘူးကိုယ့်ရဲ့စိတ်ချမ်းသာမှုကိုကိုယ်တိုင်ဖန်တီးဖို့ခုနက autophagy ဆိုတဲ့ညီမလေးမှာရှိတယ်ကိုယ့်ဟာကိုယ်စားတာအပြင်ကဟာကမဟုတ်ပဲကိုယ့်ဟာကိုယ် balance လုပ်တာစိတ်ပိုင်းဆိုင်ရာကြံ့မာဖို့အတွက်နော်ကိုယ့်ဟာကိုယ် balance လုပ်တာကိုယ့်ဟာကိုယ်ဆန်းစစ်နေတာဒါမှန်နဲ့တော့မသိဘူးထိုင်တွေးရုံနဲ့တော့မရဘူး practice လုပ်ရမယ်ဒီကိစ္စကလေ့ကျင့်တဲ့လူတွေအတွက်အဲ့တော့အဲ့ဒီနကုလပိတာဆိုတာဘုရားခေတ်ကအရှင်ဘုရားတပည့်တော်အဗေနာရှိပြီတော့ခဏလေး15မိနစ်နောက်10မိနစ်လောက်ဆိုအဆုံးသတ်ကြမယ်ဘုရားစီလာတယ်အရှင်ဘုရားတပည့်တော်မကြက်မှာပါဘူးထိုင်လည်းမထိုင်နိုင်တော့ဘူးရင်တော့ကလိုမျိုးတိတ်ပြီးတော့တရားတူတူလေးဟောပေးပါဆိုတော့မြတ်စွာဘုရားရှင်နကုလပိတာလားဘယ်တကကြီးတဲ့ဟုတ်တယ်တဲ့သက်ကြည်လာတော့မကြမ်းမာတော့ဘူးဇရာသဘောတွေပါလာဒါမဲ့လို့ခန္ဓာကိုယ်မကြမ်းမာပဲမဲ့လို့နော်စိတ်ကြမ်းမာတော့နေတဲ့စိတ်ကြမ်းမာတော့နေဒီလိုဆုံးပါတယ်ခန္ဓာကိုယ်တော့မကြမ်းမာတော့ဘူးခန္ဓာကိုယ်ကလာမှာပဲဒါစိတ်ကြမ်းမာအောင်နေစိတ်ကိုဆုံးမပြီးတော့ကိုယ့်ဟာနဲ့ကိုယ်နေအသက်အရွယ်ကြီးရင်လာတဲ့အခါအဲ့ဒါကိုမဆုံးမနိုင်ဘူးဆိုရင်တော့အဲ့ဒါခန္ဓာကိုယ်ပဂရိခန္ဓာကိုဒုက္ခတဲ့ပိုးကြီးမာတယ်ပဂရိခန္ဓာကိုထမင်းတစ်နဲ့တခါတလေမစားရတဲ့အခါပိုက်စားမယ်ဒုက္ခဖြစ်တယ်နာကျင်မှုဒုက္ခဖြစ်မယ်တခါတလေမှာဟိုကကြိုက်ဒီကနာအသက်ကြီးလာတဲ့အခါဒါပေမဲ့အဲ့ထက်တဲ့ပိုဆိုးတာကအနိကလူတွေပေးတဲ့ဒုက္ခစိတ်မထတတ်ရင်နော်ဘုရားပြောခဲ့တယ်လို့ပြောနော်ကိုမုန်းတဲ့လူကပေးတဲ့ဒုက္ခကတော်သေးတယ်ဘာဖြစ်လို့လဲမျောလင်းချက်ရှိတယ်ကိုရန်သူပဲဒါပေမဲ့ကိုချစ်ခင်တဲ့သူကပေးတဲ့ဒုက္ခကအမတန်နာတယ်အဲ့ဒါဖြစ်မစင်နိုင်ဘူးစိတ်နာတယ်နော်တစ္ဆာဖောက်ခံရတယ်ဆိုတာရန်သူကလုပ်လို့မရဘူးတစ္ဆာဖောက်တယ်ဆိုတာတစ္ဆာဖောက်တယ်ငါ့ကိုနောက်ကျောကိုဓာတ်နဲ့ထိုးတယ်နော်ငါ့ကိုစိတ်နာကိုလုပ်တယ်စိတ်တန်ရာဖြစ်အောင်စိတ်တန်ရာဖြစ်အောင်ရန်သူကလုပ်လို့မရဘူးများသောအားဖြင့်စိတ်တန်ရာရတာကိုအနီးနေတဲ့လူတွေကရတယ်တစ်ဖက်ကြည့်ကိုအနီးနေတဲ့လူတွေကလုတ်တာလားလုတ်တာကိုကလက်မခံရင်ဖြစ်လာတာတော့မဟုတ်ဘူးများသောအားဖြင့်ကိုကလက်မခံနိုင်လို့ဖြစ်တယ်ဆိုတော့ဟုတ်ပြီကြုံကြရင်တော့ဒါခုနပြောတဲ့အကြောင်းကိုဆက်ပြီးတော့နောက်တစ်ခါကြုံကြရင်ဟောကြပြောကြတာပေါ့လေဒီနေ့ကတော့ဒါ aging well ဇရာနဲ့အတူရှင်တွဲနေထိုင်ခြင်းဇရာကိုအံမတူအန်တုတဲ့သဘောမဟုတ်ဘူးဖြစ်ပျက်လာတဲ့အရာကိုအရှိကိုအရှိတိုင်းနားလေသဘောပေါက်လက်ခံပြီးတော့အတူရှင်တွဲနေထိုင်ခြင်းသဘောပဲနော်နော်နေထိုင်ခြင်းဒါကိုအရှုံးပေးလိုက်တာလည်းမဟုတ်ဘူးအဲ့ဒါနဲ့သွားပြီးတော့ရန်ဖြစ်တာလည်းမဟုတ်ဘူးနားလေလက်တွဲပြီးတော့ပခုံးဖက်ပြီးတော့အဲ့ဒါရှေ့ကလည်းမတော်နဲ့ရှေ့ကမတော်နဲ့နောက်ကလည်းမလိုက်နဲ့ရတယ်နော်ဘေးချင်းတိုက်ပြီးတော့အဲ့လိုမျိုးတော့ကြမယ်ဆိုတော့တပြည့်ပြည့်စင်ခေါ်တာပေါ့ယုံကြည်မှုရှိရှိနဲ့လာအတူတူတော့ကြမယ်ဘာမှမဖြစ်ဘူးဒီခီးကိုခြောက်ကြမယ်ဆိုတော့တရားနာကြတဲ့ဒါရမတွေလည်း aging well ပေါ့လေကောင်းမွန်မွန်ခန္ဓာကိုယ်ပဂရိခန္ဓာကိုကြံ့မာပြီးတော့စိတ်ကိုလည်းကြံ့မာပြီးတော့ကောင်းမွန်မွန်အိုမင်းရင်းရော့နိုင်ကြပါစေတတိကဲဟုတ်ပါပြီဒီနေ့